ဒီactivity education မှာ guest speaker အနေနဲ့လာခဲ့မှုတယ်ပေါ့နော်မှတ်မိရဲ့လူတွေတော့ရှိပါလိမ့်မယ်ကျွန်တော်အဲ့ဒီဟိုငါ join မှုတဲ့သူတွေကိုကျွန်တော်ဒီမှာပြန်မြင်ရတယ်ပေါ့နော်ဆိုတော့ YSL ရဲ့အကြောင်းကိုတေချာလေးရှင်းပြပေးသွားတဲ့အမှာဖြစ်ပါတယ်တီချာဖြူတီကတော့ကျွန်တော်တို့ရဲ့ဒီပင်တိုင်းဆန်ပေါ့နော်ဒီ activity ရဲ့ပင်တိုင်းဆန် teacher တယောက်ဖြစ်ပါတယ်ဆိုတော့နှစ်ယောက်စလုံးဒီ Prospect Burma Scholarship ကိုထိုင်းနိုင်ငံနဲ့ရရှိထားပြီးတော့အခုလက်ရှိမှာ Prospect Burma Scholarship နဲ့ဒီထိုင်းနိုင်ငံနဲ့ကနေဒါနိုင်ငံမှာကျောင်းတက်နေကြတဲ့ပညာသင်ယူနေကြတဲ့ကျောင်းသူတွေလည်းဖြစ်ပါတယ်ဒါဆိုရင်အမတို့နှစ်ယောက်ကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ် ready ဖြစ်ပြီလားခင်ဗျာ Thank you, ba, Pluto. Morning, ba. ဟု Oh, တ်ကဲ့ no, ပါ morning, ba. Evening, ba. Thank you. ဟုတ်ကဲ့ပါအမရေဟုတ်အမ thank you ရောနေကောင်းရဲ့လားအဆင်ပြေရဲ့လားခင်ဗျာအဆင်ပြေပါတယ် ဟုတ်ကဲ့ပါအမတို့ဟုတ်ဆိုတော့ဒီနေ့ပွဲလေးကိုလာအချိန်ပေးပြီးတော့လာပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အချိန်ကဒီကာလမှာတော်တော်လေးကြက်တယ်ထဲမှာပါတယ်ပေါ့နော်တကူတကအချိန်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ပုံမှန်ဒီ webinar လိုမျိုးPowerPoint နေနဲ့အဲ့လိုဒီအကြောင်းတွေပြောတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကမေးခွန်းလေးတွေနဲ့ interview ပုံစံမျိုးလေးပို့ပြီးတော့တွားချင်တာပေါ့နော်ဆိုတော့အမတို့ရဲ့ experience တွေကိုပို့ပြီးတော့သိချင်တာလည်းပါတယ်ပို့ပြီးတော့ထူးခြားတဲ့တကူကဒီအမတို့ဒီလက်ရှိရထားတဲ့ scholarship က Prospect Burma scholarship ဆိုပေမဲ့background တွေကမတူဘူးပေါ့နော်မတူတော့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်ပို့ပြီးတော့သိချင်နေကြတဲ့မိကုန်းတွေကိုလည်းကျွန်တော်ကအဓိကမေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့မေကွန်လေးကိုစလိုက်ကြမယ်ပေါ့နော်ဆိုတော့မေကွန်လေးမစခင်မှာအာအရင်ဆုံးပေါ့နော် self introduction လေးပေါ့နော်ကျွန်တော်ကတော့ intro လေးတော့အများကြီးဝင်ပေးပြီးသွားပြီဒါပေမဲ့မတို့ဘက်ကနေလည်းဒီ participant တွေကိုintro လေးနည်းနည်းလောက်ဝင်ပေးဖို့တော့မြတ်တရခံချင်ပါတယ်အရင်ဆုံးကျွန်တော်တီချေဖြူတီးကနေရင်စားလိုက်မယ်ပေါ့နော်ဆိုတော့တီချေတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်အခုလက်ရှိပင်မကြောင်တက်နေတဲ့ဒီဘယ်တော့ကစပြီးတော့တက်နေတယ်ပေါ့နော်အခုလက်ရှိပင်နိုင်ငံမှာတက်နေလဲဆိုတာလေးတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်ရှင့် Thank you, ba, Pluto. So, အားလုံးပဲတွေ့ရတာအိုးလူတွေအများကြီးပဲဒီနေ့ရောက်လာဆိုတော့အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်ဆိုတော့TFT ပါအခုကတော့ကန်နိုင်ငံ Waterloo မှာ Wilfrid Laurier University မှာInternational Education Studies နဲ့ Bachelor ကိုဒီSeptember နေပြီးတော့စပြီးတော့တက်နေတာပေါ့နော်ဆိုတော့ semester တစ်ခုတော့ပြီးခဲ့ပြီဆောင်ဝဲဖြစ်ရတော့ ဟုတ်ကဲ့ပါကနေဒါရဲ့အတွေ့အကြုံလေးလည်းပြောပြပါအောင်ရာသီဥတုအရန်အေးလားခင်ဗျ အခုနေမထွက်သေးဘူးမနက်7 နာရီ ဟုတ်အေးပါ ကဲ့ပါဟုတ်ကဲ့ပါဒီချက်ဟောကျေးဇူးများတင်ပါတယ်ဒါဆိုရင်ခုတစ်ခါအမသိင်ကြီးရလည်းမိတ်ဆက်ပေးပါဦးအမကတော့ကျွန်တော်တော့အာအရန်တဘောကြားရတယ်မှာပါတယ်ဘာကြောင့်လဲဆိုတော့အရန် program တွေအများကြီးလုပ်နိုင်တယ်အလုပ်တွေအများကြီးလုပ်နိုင်တယ်ဒါဒီမှာတွေ sharing လုပ်တာမဟုတ်ဘူးအပြင်မှာလည်းဒီလူငယ်တွေအတွက်လုပ်နေတဲ့အရာတွေအများကြီးရှိရပေါ့နော်ဆိုတော့အဲ့အတွက်လည်းလူငယ်တွေရဲ့ကိုယ်စားကျေးဇူးတင်ကြောင်းပြောချင်ပါတယ်အမလည်းနည်းနည်းလောက်မိတ်ဆက်ပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကျေးဇူးပါဘလူးတို့ရေအမနာမည်ကတော့တိတ်ကြီးဆန်ပေါ့နော်ဒီထိုင်းနိုင်ငံချင်းမိုင် University မှာ Economic Specialization နဲ့အခုတော့ဒုတိယနှစ်တက်နေတာပေါ့အမကတော့ဒီ2024ကနေစပြီးတော့တက်ခဲ့တယ်ဒါပေမဲ့ဒီ Prospect Burma Scholarship ကိုရတာကကြတော့ဒီ2025ကျမှစပြီးတော့ရတယ်ပေါ့နော်ဒီကိုလာတဲ့အခါမှာတော့ဒီချင်းမိုင် University မှာတော့ဒီ faculty ကပေးတဲ့ tuition fee scholarship နဲ့လာတယ်ပေါ့နော်အဲ့နောက်ပိုင်းမှာဒီ2025အတွက်ကြတော့ဒီစုမြတ်တန်း scholarship နဲ့ Prospect Burma scholarship နှစ်ခုရတယ်ပေါ့နော်နှစ်ခုရပြီးတော့ဒီစုမြတ်တန်း Prospect Burma scholarship ရတယ်ဆိုတော့ confirm တဲ့အခါမှာတော့ဒီအမရဲ့စုမြတ်တန်း scholarship ကိုဒီတခြား scholar တယောက်ကို transfer လုပ်ပေးလိုက်တယ်ပေါ့နော်အခုကတော့ဒီအမကဒီချင်းမိုင် University Economic Faculty ကပေးတဲ့ faculty scholarship နဲ့ Prospect Burma scholarship နှစ်ခုနဲ့ဒီမှာပညာသင်ယူနေရပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအမကျေးဇူးများကြီးတင်ပါတယ်အရန်တပေါ်ကြဆရာကောင်းတာတစ်ခုရှိရပေါ့နော်။ဘာလဲဆိုတော့စောစောအမပြောသွားအဲ့မနက်ကဆိုကျွန်တော်အခုကြမှာပဲအဲ့အကြောင်းဆုံးသိရပါပေါ့နော်။ဒီ Prospect Burma Scholarship confirm ဖြစ်သွားတဲ့အခါမှာဆုမြတ်တန်း scholarship ကို transfer လုပ်ခဲ့ရပါပေါ့နော်။ဒါကလည်းကျွန်တော်တို့မြန်မာအကြောင်းသားတွေရဲ့အရန်ချစ်စရာကောင်းတဲ့အချက်တစ်ချက်လို့ပြောရမယ်။ကျွန်တော်တို့လိုအပ်တဲ့သူကိုဦးစားပေးပြီးတော့တွေးပြီးတဲ့အချင်းရှိရပေါ့နော်ဆိုတော့ကျေးဇူးများကြီးတင်ပါတယ်အမတို့နှစ်ယောက်လုံးတွေ့ရတာအများကြီးဝမ်းသာပါတယ်ဆိုတော့ကျွန်တော်မေးခွန်းလေးတွေစလိုက်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးမေးခွန်းကတော့ဘယ်ကနေစကြင်လဲဆိုတော့ကျွန်တော်တို့ဒီအခုက scholarship Prospect Burma scholarship က application လည်းဖွင့်ပြီးရှောက်ချင်တဲ့လူတွေတော်တော်များများလည်းစပြီးတော့ပြင်ဆင်နေကြပြီပေါ့နော် deadline ကတော့နောက်လာကြလို့ရှိရင်တော့ deadline ရှိရဲဆိုတော့ဒီကြားထဲမှာတော့ပြင်ဆင်ခြင်းရှိသေးတယ်ပြင်ဆင်ခြင်းရှိသေးတော့ကျွန်တော် application form မှာ
ပထမဆုံးအာလောကစိန်ခေါ်မှုတစ်ခုဖြစ်တဲ့ essay ရင်းနှီးပေါ့နော် essay ရင်းနှီးကိုအကြောင်းသားတော်တော်များများကဟိုဒီအခက်အခဲတွေကြုံရလိမ့်ရှိတယ်ပေါ့နော်။ဘာလဲဆိုတော့ကျွန်တော် scholarship essay ရေးတဲ့အခါမှာပုံစံမျိုးစုံတွေ့ရတာရှိတယ်။တချို့ကြတော့ဒီထားပါတော့ကိုယ့်ရဲ့လိုအပ်ချက် financial need ကိုပဲဦးစားပေးပြီးတော့ရေးတာရှိတယ်။တချို့ကြတော့လည်းလက်ရှိကြုံနေရတဲ့အခက်အခဲကြောင့်သူတို့ပညာရေးတွေဘယ်လိုမျိုးရက်တက်နေရတယ်ဒီလိုမျိုးအခြေအနေတွေကိုဖော်ပြလိမ့်ရှိတယ်။တချို့ကြတော့လည်းကိုကတော့ဘယ်လိုမျိုးဒီနေရာတွေမှာအားသာပါတယ်ဘယ်လိုမျိုးပညာရေးမှာထိုးချုံမှုတွေရပါတယ်ဒီလိုမျိုးတွေဦးစားပေးပြီးရေးကြတာရှိရပေါ့နော်ဆိုတော့ဒီ Prospect Burma Scholarship မှာကြတော့ဒီကိုယ့်ရဲ့ပညာရေးထိုးချုံမှုပေါ့နော် merit ကိုဦးစားပေးပြီးတော့ရေးတင်သလားပေါ့နော်ဒါမှမဟုတ်ဒီလက်ရှိအခြေအနေကြောင်းပေါ့နော်ကြုံရတဲ့အခက်အခဲတွေပေါ့နော်ဥပမာလက်ရှိအခြေအနေကြောင်းပညာသင်ဖို့ခက်ခဲနေတာတက္ကသိုလ်ဆက်တက်ဖို့ခက်ခဲနေတာဒီလိုမျိုးအခြေအနေတွေပေါ့နော်ဒီလိုမျိုးတွေကို mention လုပ်တင်လာပေါ့နော်မတို့အတွေ့အကြုံမှာရောမတို့ကိုယ်တိုင်ရေးခဲ့တဲ့နေရာမှာကောဒီ essay ရေးတဲ့အခါမှာဘာတွေကိုအခြေခံပြီးတော့ရေးခဲ့လဲဘာတွေကိုအသားပေးပြီးတော့ရေးခဲ့လဲပေါ့နော်အဲ့ဒီအတွေ့အကြုံလေးကိုကျွန်တော်ကဒီ participant တွေကိုစားမေးချင်ပါတယ်ဆိုတော့အရင်ဆုံးမှတိတ်ကနေအရင်စားလိုက်မယ်ပေါ့နော်ဟုတ်ကဲ့အမဖြည့်ပေးပါအောင်ခင်ဗျာဘယ်ရအောင်ဦးစားပေးပြီးတော့ရေးရမလဲဆိုတာကြတော့လေဒါကကိုဘယ်လိုပုံစံမျိုးပုံပေါ်ခြင်းလဲဆိုတဲ့ပုံမှာမူတည်တယ်ပေါ့နော်ဆိုတော့လူတိုင်းမှာပြောချင်တဲ့ stories ကမတူကြဘူးပေါ့ပြီးလို့ရှိရင်ဒီအမဆိုလို့ရှိရင်လည်းဒီ prospect ပေါင်းမှာ3နှစ်တီတီလျှောက်ခဲ့တယ်ပေါ့နော်ဒီဒုတိယနှစ်မှာကျတော့ဒီ Canada Laurier University ကိုလျှောက်တာပေါ့နော် Laurier University ကိုလျှောက်တော့ interview အဆင့်ထိပါတယ်အဲ့တော့ကအမမြန်မာနိုင်ငံမှာပဲရှိသေးတယ်ဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့ကလေးတွေအတွက်ကကြတော့ဘယ်လိုလဲဆိုတော့တော်တော်များများသူတို့မှာ skills တွေသူတို့မှာ abilities တွေရှိတယ်ဆိုရင်တောင်မှသူတို့အဲ့ဒီ abilities တွေကိုပြဖို့လို့အခွင့်အလမ်းမရှိဘူးပေါ့နော်ဆိုတော့ကြတော့ကိုယ့်အနေနဲ့ကိုလုပ်ခဲ့တဲ့အရာတွေဆိုပြီးတော့တိတိကျကျပြဖို့လို့ခက်ခဲတာမျိုးတွေရှိတယ်အဲ့ခါကြလို့ရှိရင်ကိုကလို့တိတိအသေးအမွှားလေးအစားတာကိုယ့်ရဲ့ perspective ကအရေးအကြီးဆုံးပဲပေါ့နော်ဆိုတော့ကိုကဘယ်လိုလူတစ်ယောက်ဖြစ်ရှင်လို့မလို့ကိုခုဘာတွေလုပ်နေလဲအတိတ်ကကိုကိုဘယ်လိုပုံဖော်ပေးခဲ့လဲပေါ့နော်ဒါကဒီကိုဘယ်လိုပုံဖော်ခြင်းလဲဆိုတာပေါ်မှာမူတည်တယ်ပေါ့နော်အဓိကကတော့အမားတို့က future oriented ဖြစ်ရမယ်ကို့မှာ vision တိတိကျကျ vision တစ်ခုရှိရမယ်ပေါ့နော်ဒီကိုယ့်ရဲ့ vision ကိုပြပေးနိုင်မှုလိုတယ်ဒါမှကိုကဒီလိုလူဖြစ်ချင်တယ်ဆိုတော့ကိုယ်တိုင်သိမှဒီလူတွေကလည်းကိုယ့်ကိုယုံကြည်မှာမဟုတ်လို့ရှိရင်ဒီလူတွေကကိုယ်ဘာဖြစ်ချင်မှန်းတော့မသိဘဲနဲ့သူတို့ကကိုယ် invest လုပ်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကြတော့အရေးကြီးဆုံးကဘယ်လို balance ဖြစ်အောင်လုပ်ရမလဲဆိုတာတက်ကိုကကိုယ့်ကိုဘယ်လိုပုံစံမျိုး convey လုပ်လို့ရှိရင်ကိုယ့်အတွက် stand out ဖြစ်မလဲဒီအဓိကတော့ဒီ be honest ပေါ့နော်ပြီးလို့ရှိရင် be your own voice ဆိုအဲ့ဒါတော့အရေးကြီးဆုံးပဲတယောက်နဲ့တယောက်နဲ့ကဒီအားသာတဲ့နေရာချင်းမတူနိုင်ဘူးတချို့ကြတော့ဒီ volunteer တွေအများကြီးလုပ်ထားတာမျိုးတွေရှိတယ်ဒီတချို့ကြတော့ဒီသူတို့ရဲ့ပတ်ဝန်းကျင်မှာပဲပေါ့နော်ဒီတချို့ volunteer organization ကတကယ်ကိုပဲအကြီးတွေမဟုတ်ရင်တောင်မှသူတို့ပတ်ဝန်းကျင်မှာအများကြီးအကျိုးပြုခဲ့တာမျိုးတွေရှိတယ်အဲ့ဒါကိုကိုကဘယ်လိုအမြင်နဲ့လုပ်ခဲ့လဲဒါကိုတစ်ခါကျရင်ကိုက creative ဖြစ်လို့ရတယ်ဆိုတော့ကြတော့ different story ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီဘယ်လိုမျိုး balance ဖြစ်အောင်ဘယ်အောင်တော့ပို့ပြီးတော့ဦးစားပေးဆိုပြီးတော့ပြောလို့တော့မရဘူးပေါ့နော်အဓိကတော့ကိုကိုဘယ်လိုပုံဖော်ခြင်းလဲဆိုတဲ့ပုံမှာမူတည်တယ်ပေါ့နော်ဟုတ်ကဲ့ပါမဟုတ်ကျေးဇူးတင်ပါတယ်မတေချာလေးပြောပြပေးရတဲ့အတွက်ပေါ့နော်ဒါဆိုရင်ဒီချေဖြူတီးလဲပေါ့နော်ဒီချေကရောဒီ essay ရေးတဲ့နေရာမှာဘယ်လိုပုံစံမျိုးကိုအဓိကအသားပေးပြီးတော့ရေးခဲ့လဲပေါ့နော်ဒါလေးကိုလည်းသိချင်ပါတယ်ခင်ဗျာတင်ကြီးပြောသွားတဲ့ဟာတော်တော်ကောင်းတယ်ပေါ့နော်ကိုဘယ်လိုပုံဖော်ချင်လဲဆိုတဲ့ဟာတကယ်အရေးကြီးတာတခြားချဲ့တော့ကကြတော့အမတော်ကကြတော့အမတော်ကလည်းပဲတူတူပဲဒီ prospect ပါမှာဒီ Laurier ကိုလာဖို့အတွက်ကိုနည်းနည်းတိတိလျှောက်တယ်ထိတ်ဆုံးတစ်နှစ်တော့ interview ထိပါပြီးတော့မပါဘူးဆိုတော့ စေးတွေကကြတော့ဘယ်လိုဖြစ်တာလဲဆိုရင်ဒီနောက်တစ်နှစ်ဒီတစ်နှစ်ပြန်လျှောက်တဲ့ခါမှာ essay တွေကရှိပြီးသားအရင်တစ်ခေါက်လျှောက်ပြီးသားဒီမေဂျာကိုပဲထပ်လျှောက်တာဖြစ်တဲ့အတွက် essay တွေကအရင်တိုင်းရှိခဲ့ပြီးသားအဲ့တော့ကျတော့ဘယ်လို approach လုပ်ခဲ့လဲဆိုလို့ရှိရင်သူ့ရဲ့မေခွန်းထဲမှာအဲ့လို sub question တိတ်တိတ်လေးရှိရမေခွန်း essay နှစ်ပုဒ်ပါလေအဲ့လိုသူသိချင်တဲ့အပိုင်းတွေပေါ့နော်ဆိုတော့ကိုဘယ်လိုပုံဖော်ချင်လဲဆိုရဲဟာကိုကအစတော့အကြံဖြင့်အရှိအဲ့လိုမျိုးဟိုရှိသမျှဟာဒီအကုန်လုံး idea ကြot down လုပ်လိုက်တယ်လုပ်ပြီးလို့ရှိရင်သူ့ရဲ့မေခွန်းနဲ့ကြိုက်တဲ့ဟာကိုပြန်ရွေးထုတ်တာပေါ့နော်ရွေးထုတ်ပြီးတော့ဒီကိုယ့်ရဲ့ essay မှာဟို workout ကလည်းရှိသေးရဆိုတော့အဲ့ဒီ workout နဲ့အညီသူမေးတဲ့မေခွန်းလည်းဖြေရမယ်ကိုပြောချင်တဲ့ဟာလည်းပြောရမယ်ဆိုတော့အဲ့ဒါနဲ့ဘယ်လိုဖြေရမလဲဆိုတော့အရင်ဆုံးတဖြည်းဖြည်းချင်း filter လုပ်တယ်တေချာတော့နီးမရေးလို့မရဘူးဆိုတော့တေချာထိတ်ဆုံးတစ်နေ့လျှောက်တော့နီးမရေးရဒီရရတည်မလားအော်အဆင်ပြေပါတယ်ပေါ့ကိုကြောင့်ကိုရေးရမယ်ဘာမှကိစ္စမရှိဘူးမနှက်ဖြန်လိုမျိုး deadline ဆိုမှဒီနေ့လိုမျိုးကောက်ရှိတယ်အော်အဆင်ပြေဘာမှဖြစ်ဘူးဆိုပြီးရှောက်ပြီးတော့နောက်နေ့ကျတော့ result ထွက်တော့မှနောင်တရအောင်ပေါ့နော်အော်ဒီလိုလေးလုပ်လိုက်ရင်ကောင်းသားဆိုပြီးဒါပေမဲ့ဒီဒုတိယတစ်နေ့ကျတော့အကြောင်းသိသွားတော့ဘာလုပ်လဲဆိုရင်အဲ့ဒီဟို essay ကိုအရင်အဟောင်းပဲပြန်သုံးတာမဟုတ်ဘဲနဲ့အဟောင်းတွေကဟာနဲ့တော့လုံးဝပြောင်းသွားစရာအကြောင်းတော့မရှိဘူးเนาะဒါကိုအကြောင်းပဲဆိုတော့အဲ့ဒီထဲမှာကိုကဒီတစ်နှစ်
ကိုအရင်တစ်ခေါက်ကအရေးမခံရအောင်ဆိုတဲ့အကြောင်းအရေးမခံရတဲ့အကြောင်းဂျားတဲ့တစ်နှစ်ထဲမှာကိုဘာတွေဆက်လုပ်ခဲ့ရဆိုတဲ့အကြောင်းအဲ့လိုမျိုးပေါ့နော်နည်းနည်းပြန် revise လုပ်ပြီးတော့အဲ့ဒါနဲ့ပြန်ပြီးကြိုပြင်ပြီးတော့စောစစ်စီးထားလိုက်တယ်ပုံစံမျိုးပေါ့နော်ဆိုတော့အရင်ဆုံးတော့တေချာတာဒီ deadline ကြီးမှလောက်တာမျိုးတော့မလုပ် like အကြံမပေးချင်ဘူးစောစစ်စီးကြိုပြီးတော့ကိုဖြစ်နိုင်တဲ့အကြောင်းအရာတွေအကုန်လုံးအကြံဖြင့်ချရေးထားပြီးမှဖြည်းဖြည်းချင်း3 4 50ခေါက်လောက်ကိုဖတ်ပြီးတော့ဖြုတ်လိုက်ထည့်လိုက်ဖြုတ်လိုက်ထုတ်လိုက်အဲ့လိုပုံစံမျိုးပဲပေါ့နော်အဲ့ဒါလုပ်လိုက်ရေးလိုက်အဲ့လိုပုံစံမျိုးနဲ့ပဲ approach လုပ်ရမယ်ထင်တယ်ပြီးတော့နောက်တစ်ခုတေချာတာကိုကဟို volunteer experience နဲ့ပတ်သက်ပြီးလည်းနည်းနည်းစိတ်ပူကြမယ်ထင်တာပဲ for me I don't have a lot of foreign အဲ့လိုနိုင်ငံခြားဒါမှမဟုတ်အဲ့လိုတခြားဒီ organization တွေနဲ့အလုပ်လုပ်ဖူးတဲ့ experience အများကြီးမရှိဘူးဒါပေမဲ့ဘာလို့လဲဆိုလို့ရှိရင်ဒီကကြတော့ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ဟာကိုဘာတောက်လျှောက်ကိုကြီးလာတဲ့တောက်လျှောက်မှာကိုဘာတွေသတိထားမိတယ်ကိုအဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးကိုဘာလုပ်ချင်လဲဒါကြောင့်မလို့ဒါလုပ်ချင်တာကိုကိုဘယ်လို impact ဖြစ်တယ်အဲ့ဒီ impact ကြောင့်မလို့အနာဂတ်မှာဘာလုပ်ချင်တာဒါကြောင့်မလို့ဒီ meter ကိုရွေးတာဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ကိုဒီကိုယ့်ရဲ့ကိုရွေးလိုက်တဲ့ meter နဲ့အဲ့ဒီ meter ပြီးရင်ဖြစ်သွားမဲ့အာဖြစ်နိုင်တဲ့လုပ်လို့ရမယ့်လမ်းကြောင်းနဲ့ဘယ်လိုချိတ်မလဲပေါ့နော်အဲ့ဒီဟာကိုတေချာလေးမြင်တောင်ချိတ်ပြီးခဲ့တယ်လို့ထင်တာပဲအဲ့ဒါကြောင့်မလို့သူတို့လည်းဟိုဘယ်လိုလဲစိတ်ဝင်စားရလို့ထင်တယ်ပေါ့နော် yes ဆိုတော့အဲ့လိုပါပဲဟုတ်ကဲ့ပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တခုလေးပြန်ပြီးတော့ recap လုပ်ရလို့ရှိရင် be honest ပေါ့နော်ကိုယ့်ရဲ့ own story ကိုသေချာလေးဖော်ပြဖို့အရေးကြီးရယ်နောက်တစ်ခုမှတ်သားရတာကျွန်တော်တို့ရဲ့အကျင့်ကိုပြင်ဖို့လိုတယ်ပေါ့နော်နီးမှရေးတာကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအကျင့်ရှိရယ်ပေါ့နော်ဆိုတော့တခုဆိုရင်နီးမှရေးတာတက်ဆိုင်ကြိုပြီးတော့ပြင်ဆင်တာပိုကောင်းတယ်နောက်ဆုံးတစ်ခုကတော့ဒီကျောင်းသားတွေအများစုသိချင်တဲ့မေးခွန်းလေးဖြစ်လိမ့်မယ်ထင်တယ်ကျွန်တော်ပုံမှန်ဆိုရင်တော့အနည်းဆုံးတော့ဟိုပြန်ပြန်ရှောက်ကြတဲ့လူတွေအတွက်ပေါ့နော်ဒါကျွန်တော်တို့ကိုယ်တိုင်လည်းပူခဲ့ဘူးတာရှိရပါလဲဆိုရင်ကိုကဒီမှာရှေ့မှာ essay ရေးပြီးတော့တင်လိုက်တယ်ဒါပေမဲ့ဒီနှစ်ကိုမရွေးမခံရဘူးပေါ့နော်ဆိုတော့နောက်နှစ်ပြန်ရေးတဲ့အချိန်မှာဘာတစ်ခုစဉ်းစားလဲဆိုတော့အရှေ့က essay ဒီမကောင်းလို့ရွေးမခံရတာဆိုတော့ဒီတစ်ခေါက်မှာလုံးဝ story ကို changes လုပ်လိုက်ရမလားဆိုတော့မေးခွန်းမျိုးပေါ့နော်ဒါကိုလည်း cover ဖြစ်သွားမယ်လို့ထင်ပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်မတို့နှစ်ယောက်လုံးကိုဒါဆိုဒီတစ်ခေါက်မှာတော့မဖြူတီကနေပဲပြန်ဖားလိုက်မယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ essay တွေစောစောရေးတယ် essay ရေးတဲ့နေရာမှာဒီစောစော sub question လေးရှိတယ်လို့ပြောသွားတာပေါ့နော်တကယ် found ထဲမှာဆိုလို့ရှိရင်လည်းသူ3ပိုင်းလောက်ခွဲပြီးတော့ပြောသွားတာဆိုတော့ဒီလို essay questions တွေကိုအဲ့လိုရေးတဲ့အခါမှာအကြောင်းအရာတစ်ခုနဲ့တစ်ခုပြန်ပြီးတော့ထပ်တာမျိုးတွေရှိရပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ဒီတစ်ပုတ်ပြီးနောက်တစ်ပုတ်ကိုဆက်ပြီးတော့သွားဖို့ကိုနည်းနည်းလေးဟိုအခက်အခဲဖြစ်နေတဲ့အကြောင်းသားတွေရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးအခြေအနေမှာဆိုလို့ရှိရင်မတို့ကိုယ်တိုင်ကရောဒီ essay တွေရေးခဲ့တော့ငါဘယ်လိုမျိုးstructure လုပ်ခဲ့လဲဒီသုံးခု relevant ဖြစ်အောင်လို့ဘယ်လို idea မျိုးတွေထုတ်ခဲ့လဲပေါ့နော်ဆိုတော့အဲ့ဟာလေးကိုလည်းနည်းနည်းလောက်ဝေးပြပေးပါအောင်ဗျ That's a very good question ဘာလို့ဆိုထပ်တာတော့ထပ်ဒီမိခွန်းတွေကတေချာစဉ်းစားလိုက်လို့ရှိရင်ထပ်ဖို့အကြောင်းအရာများရပါတော့ဆိုတော့ဒါပေမဲ့အမအတွက်ကဆိုလို့ရှိရင်အမခုနပြောမှာကြိုပြီးပြင်လိုက်တဲ့အခါမှာထည့်စရာအကြောင်းအရာတွေကအများကြီးပဲအဲ့ဒီမှာမထပ်အောင်လို့ဘာလို့လဲဆိုခဏခဏပြင်ရပါတော့ပြင်လိုက်ရေးလိုက်ပြီးသူများတော့ပေးဖတ်လိုက်ပြီးဒါရက်ထပ်နေရလားဒါမှမဟုတ်ရင်အဲ့လိုဘယ်လိုပြောမလဲစိတ်ဝင်စားဖို့ကောင်းရဲ့လားဒါမှမဟုတ်ဟိုပြင်းစရာကောင်းနေရလားပြင်းစရာကောင်းနေရတော့လည်းမဟုတ်ပါဘူးဒါပေမဲ့အဲ့လိုစိတ်ဝင်စားဖို့ကောင်းလားတကယ်ဟိုလိုသူမိထားတဲ့မိခွန်းဖြီးထားရလို့ထင်တာပေါ့နော်ဆိုတော့အဓိကတေချာတာတော့ကိုလည်းကိုကလည်းကိုဖြစ်နိုင်တဲ့လောက်အချိန်ယူပြီးတော့ဟိုရေးကြည့်ပြီးရင်တေချာတော့သူများဆိုတာတဲ့ဒီကိုတငယ်ချင်းတွေအတီးတွေဒါမှမဟုတ်ကိုရဲ့ဟိုဘယ်လိုမလဲ mentor ရှိရဆိုလို့ရှိရင်ဖတ်ကြည့်ပြီးတော့ feedback တောင်းပါသူတို့ဘယ်လိုထင်လဲဒီလိုမျိုးဟိုရေးရဆိုလို့ရှိရင်ဘာလို့ဆိုကိုဟာနဲ့ကိုကြာရေးနဲ့တခါကြလို့ရှိရင်အဲ့ဒီကိုရေးလိုက်တဲ့ဟာအလုံးမဖြစ်နေဘူးလို့တခါကြောက်လေတအားကောင်းနေတယ်လို့တင်မလားကြာလာလို့ရှိရင်ထူလာဆိုတော့ like သူများဘယ်လိုထင်လဲဆိုရဲဒီတခြား point of view ယူရလဲကောင်းနေထင်တာပဲဆိုတော့အမအတွက်ဆိုလို့ရှိရင်တော့အရင်ဆုံးခုနရှေ့မေးခွန်းမှာတော့ပြောသလိုမျိုးပဲဟိုဖြစ်နိုင်တဲ့ကိုဖြည့်ချင်တဲ့အကြောင်းအရာတွေအကုန်လုံးအကြံဖြင့်အဲ့လိုမျိုး plan လုပ်လိုက်တယ် plan လုပ်ပြီးဖြည်းဖြည်းချင်းဆွဲထုတ်တယ်ဆွဲထုတ်လိုက်ပြီးရင်ပြန် edit လိုက်ပြန်လိုက်ပြန် edit လိုက်ပြန်တင်လိုက်ပြီးတော့ဟိုတေချာတာတော့အမရေးတော့ကတော့အမ SCD မှာတော့ဒီအကြောင်းအရာတွေတစ်ခုနဲ့တစ်ခုတော့မထပ်သွားဘူးဆိုတော့အဲ့လိုမျိုးရရှိဒါပေမဲ့ thinking တော့ဘယ်လိုရှိလဲမသိဘူးဟုတ်ကဲ့ပါဟုတ်ပါကျေးဇူးတင်ပါတယ်ဆိုတော့အမသိင်ကြီးရပါအမသိင်ကြီးတို့ကတော့မေကွန်တေးတစ်ခုထပ်တိုးချင်တာပေါ့နော်ဘာလို့လဲဆိုတော့
များသောအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ထားပါတော့social ဘာညာကွေးကွာsocial science နေဒီsocial science ဆိုပေမဲ့လည်းစောစောဒါမှဖြူတီလို့ဆိုလို့ရှိရင်ဒါ education ဘိုင်းပေါ့နော်ဆိုတော့ education ဘိုင်းနေ international ဘာညာကွေးကွာဆိုတော့အဲ့ဘိုင်းတွေကကြတော့ဒီ contribution ဘိုင်းကိုတော်တော်လေး highlight လုပ်လို့ကောင်းတဲ့နေရာမှာပါတယ်ပေါ့နော်ဆိုတော့ဟိုဒီမှာထားပါတော့ education ဆိုရင်တော့ကိုယ်အကြောင်းပြီးလို့ရှိရင် education ဘိုင်းမှာဘယ်လို contribution လုပ်ချင်တာပေါ့ဒါပေမဲ့ဒီeconomic ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့အနေနဲ့ဟို point of view ကတစ်မျိုးပြောင်းသွားပါတော့เนาะဆိုတော့မအားတို့အလှည့်တော့ငါရောဒီ essay တွေရေးတဲ့အခါမှာဘယ်လိုမျိုးရေးခဲ့လဲပေါ့เนาะဒီလိုအခြေအနေမျိုးဆိုရင်ရောမဘယ်လိုစဉ်းစားပြီးတော့ရေးခဲ့လဲဆိုတာလေးလည်းထပ်ဖြေပေးပါအောင်ပါ ဟုတ်ကဲ့ပါဆိုတော့ဒီပထမဆုံးအနေနဲ့ပေါ့နော်ဒီ essay ရေးတဲ့အခါမှာ point တွေထပ်ပြီးတော့ရေးမိတာမျိုးဘယ်လိုမျိုးပြင်ရမလဲပေါ့နော်အဓိကတော့တော်တော်များများတော့မထပ်ဖို့ကတော့များတယ်ဘာလို့လဲဆိုတော့ရေးချင်တာတွေအများများတဲ့အခါကျတော့လေကိုရေးချင်တာတွေအကုန်လုံးတောင်မှထည့်ဖို့လို့အတွက် word limit ကမကိုက်နေတဲ့အခါကျတော့ဖြုတ်လိုက်ရတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ထပ်ဖို့အတွက်ကတော့အရန်ခက်တယ်ဆိုတော့ဟိုတကယ်လို့မှထပ်တယ်ဆိုလို့ရှိရင်ကိုကဘယ်လိုမျိုးလုပ်ရမလဲဆိုလို့ရှိရင်ဒီခုနကပြောခဲ့သလိုပဲ past present future ပေါ့နော်ဆိုတော့ပထမဆုံးဒီ prospect မှာဆိုလို့ရှိရင်ဒီ essay နှစ်ခုမေးတယ်ပေါ့နော်ပထမတစ်ခုမှာကျတော့ဒီအမထင်သလောက်တော့ past နဲ့ present အကြောင်းပြောရမှာများတယ်ဆိုတော့ကိုယ့်ရဲ့အတိတ်ကကိုယ့်ကိုဘယ်လိုမျိုးဒီလိုလူတစ်ယောက်ဖြစ်စေခဲ့လဲပြီးလို့ရှိရင်ကိုကအနာဂတ်မှာဒီလိုလူတစ်ယောက်ဖြစ်ချင်လို့မလို့ကိုအခုဘာတွေလုပ်နေပါတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့အသေးအမွားလုပ်တဲ့ကိစ္စလေးရအစားကိုဘယ်လိုမျိုးအတွေးနဲ့လုပ်တယ်ဆိုတာမျိုးကိုတတိကျကျငါကတော့ဒီလိုလူတစ်ယောက်ဖြစ်ချင်လို့အခုဒါတွေကိုတေးချာချာကိုလုပ်နေတာဆိုတာမျိုးပြောပေးရမယ်ပေါ့နော်ဆိုတော့ပြီးလို့ရှိရင် essay ကနှစ်ပုတ်ဆိုပေမဲ့တစ်ခုနဲ့တစ်ခုနဲ့က link လုပ်သွားမှာပေါ့နော် link လုပ်ဖို့အရင်လိုအပ်တယ်ဘာလို့လဲဆိုရင်ကိုလူတစ်ယောက်အကြောင်းကိုပဲပြောနေတာကိုအကြောင်းကိုပဲပြောနေတာဟိုပထမ essay ကတက်ဒုတိယ essay ကတက်ဆိုပြီးတော့ဖြစ်လို့မရဘူးဒါတွေအကုန်လုံး combine လုပ်လိုက်တဲ့အခါမှာကိုဆိုတဲ့ပုံစံမျိုးပေါ်လာရမယ်ပေါ့နော်ဆိုတော့ကိုမှာ vision အတိအကျရှိတယ်ကိုဒါတွေလုပ်နေတယ်ဒါမျိုးဟိုပြောလို့ရှိရင်ဒီမထပ်ဖို့ရာခိုင်နှုန်းကတော့များတယ်ပေါ့နော်တကယ်လို့ထပ်လာခဲ့လို့ရှိရင်ကိုကအဲ့လိုမျိုးဒီအတိတ်ရဲ့လက်ရှိလုပ်နေတာရဲ့အနာဂတ်မှာကိုဘယ်လိုဖြစ်ချင်လဲပြီးလို့ရှိရင်ကိုဘယ်လို contribute လုပ်မယ်ဆိုတာမျိုးပေါ့နော်ဆိုတော့အဲ့ဒါမျိုးပြန်ပြီးတော့ချိတ်ဆက်လို့ရမယ်လို့တော့ထင်တယ်ပေါ့နော်ပြီးလို့ရှိရင်ကိုအားလုံးရေးပြီးသွားတဲ့အခါမှာကိုယ်တိုင်ပြန်ဖက်ကြည့်ပေါ့နော်ကိုယ်တိုင်ပြန်ဖက်ကြည့်တဲ့အခါမှာကိုယ့်ရဲ့ essay ကဒီတခြားလူတစ်ယောက်ဒီ scholarship အဖွဲ့အစည်းကို convince လုပ်ဖို့လို့အတွက်အာကောင်းမွန်တဲ့ essay တစ်ခုလားပေါ့သူတို့ကကိုဟာဒီလိုလူတစ်ယောက်ဆိုတာကိုယုံကြည်လောက်တဲ့ဒီကိုရေးထားလားပေါ့အဲ့တခါလေးကျလို့ရှိရင်ဒီ essay ရေးတဲ့အခါမှာတချို့တွေဆိုရင်မေးတယ်ပေါ့နော်ဘယ်လို drama ချိုးရမလဲဒီ scholarship ကတကယ်တော့ drama ချိုးတာမဟုတ်ဘူး drama ချိုးလို့မလို့ essay ရတာဟို scholarship ရတာမျိုးလည်းမဟုတ်ဘူးဆိုတော့ကြတော့ဆိုအဓိကကိုယ့်အကြောင်းကိုပဲသေချာပြောတာဒါပေမဲ့ဒီကိုယ့်အကြောင်းကိုပြောတဲ့အခါမှာကိုကဒီလိုလူဆိုပြီးတော့သူတို့ယုံကြည်သွားလောက်အောင်ကိုရေးထားလားပေါ့အဲ့ဒါအရေးကြီးဆုံးပဲကိုဒီ scholarship ကိုလိုအပ်တယ်ဆိုတာကိုသူတို့ယုံကြည်လောက်အောင်ကိုရေးထားလားဆိုတော့ဒါတွေကတော့ချိတ်ဆက်သွားမှာပေါ့နော်ဒီ essay point တွေကတော့ချိတ်ဆက်သွားမှာဒီ dot တွေကိုလိုက်ပြီးတော့ချိတ်ဆက်တယ်လို့ပဲချိတ်ဆက်သွားမှာဆိုတဲ့အခါကျတော့ထပ်မှာတော့အရင်ကြီးစိတ်ပူစရာမလိုဘူးထပ်မယ်လို့ထင်လို့ရှိရင်တော့ဒီကိုယ့်ရဲ့အတိတ်အကြောင်းဘယ်လိုပြောထားလဲအနာဂတ်အကြောင်းဘယ်လိုပြောထားလဲဒီလက်ရှိမှာလုပ်နေတဲ့အကြောင်းအရာတွေဘယ်လိုပြောထားလဲဒါတွေအကုန်လုံးကကိုယ်နဲ့ကိုက်ညီမှုရှိရလားကိုယ်ဆိုတာကြီးကိုသေချာပုံဖော်ပေးရလားဆိုတာမျိုးပြန်စစ်ကြည့်ပေါ့နော်ပြီးလို့ရှိရင်ခုနကဒီ economics ပေါ့နော်economics မှာဆိုလို့ရှိရင်ဒီအမားကကျတော့အစိုးရကအတိုင်းဒီ community service တွေပါတယ်လောက်တာများလို့လာတော့မသိဘူးပေါ့နော်ဒီကိုယ့်အတွက်ကချိတ်ဆက်ဖို့လို့လွယ်တယ်ပေါ့နော်ပြီးလို့ရှိရင်အဓိကတော့အမားကြီးပြင်းခဲ့တဲ့နေရာပေါ့နော်အမားကကျတော့ရွာမှာမွေးတဲ့အခါကျတော့ဒီလယ်သမားတွေနဲ့ပေါ့နော်ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းတောင်လယ်သမားတွေပေါ့နော်ဆိုတော့ဒီအမား economics ကိုလေ့လာရတဲ့ရည်ရွယ်ချက်ကဒီလယ်သမားတွေကဒီသူတို့ရဲ့ supply demand တော့မသိဘဲနဲ့ဒီအများကြီး exploit လုပ်ခံရတယ်မြန်မာနိုင်ငံမှာဆိုရင်ဒီမြန်မာနိုင်ငံကဒီ agriculture ပေါ်မှာအများကြီး rely လုပ်တဲ့နိုင်ငံပေါ့နော်ဒါပေမဲ့ဒီမြန်မာနိုင်ငံရဲ့ဒီအခုဒီ policy အရာဒီ structure အရာလယ်သမားတွေမှာအခွင့်အရေးအများကြီးမရှိဘူးဆိုတော့အဲ့ဒါမျိုးနဲ့ချိတ်ဆက်ပြီးတော့အမပြောတယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒီအမအနေနဲ့ကကြတော့ဒီ education ပေါ့နော်ဒီအမက economic literacy ဘက်ကိုသွားချင်တာဆိုတော့ကျတော့အမတို့ကချိတ်ဆက်ဖို့လမ်းကြောင်းတွေကအများကြီးရှိတဲ့အခါကျတော့ဟိုအရန်တော့မခက်ခဲခဲ့ဘူးပေါ့နော်ဆိုတော့အဓိကကတော့ဒါကိုယ့်ရဲ့ကိုပြန်ပြောလို့ရှင်ဒီကိုယ့်ရဲ့ perspective ပဲပေါ့နော်ကိုဒါလုပ်ပြီးလို့ရှင်ဘယ်ပညာရပ်မှာမဆိုကိုယ့်ရဲ့ community ကိုပြန်ပြီးတော့အကျိုးပြုနိုင်တဲ့နည်းတစ်နည်းကတော့ရှိတယ်ဒါကြောင့်မလို့လဲသူတို့ကဒီ education မှာ invest လာလုပ်တာလူငယ်တွေစီမှာ invest လာလုပ်တာဆိုတော့အဲ့နည်းကိုလည်းကိုယ်ကိုယ်တိုင်ရှာရမယ်ဆိုတော့ကိုကဘယ် major ပဲရှောက်ပေါ့နော်ဆိုတော့ဒီကိုယ့်ရဲ့ community ကိုယ့်ရဲ့ society ကိုပြန်ပြီးတော့အကျိုးပြုနိုင်မယ့်နည်းတစ်ခုကိုတော့ကိုစီမှာရှိထားရမယ်ပေါ့နော်ဒီပြီးလို့ရှင်ဒီ passion တစ်ခုလည်းရှိထားရမယ်နော်ပြပါ
ဟုတ်ကဲ့ပါအမကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် lesson learn လုပ်လိုက်ရတာတစ်ခုရှိရပေါ့နော်။ဘာလဲဆိုတော့များသောအားဖြင့် economics လို့ဘာသာရပ်မျိုးဆိုရင်စီးပွားရေးလုံးပဲသူဘာညာအဲ့လိုပဲတွေးကြတာပေါ့နော်။ business နဲ့ economics ကိုတိတ်ပြီးတော့မကွဲကြတာရှိရဲကျွန်တော်တို့ရဲ့ဒီကြီးပြင်းလာတဲ့ပုံစံအရဆိုလို့ economics ကိုတိတ်ပြီးတော့လူတွေကနားမလည်ကြဘူးပေါ့နော်။ဆိုတော့အမရဲ့ point of view ကိုကြားလိုက်ရတဲ့အချိန်မှာအော်ဒီလိုပုံစံစဉ်းစားလို့ရပါလားဆိုတဲ့ idea ရလာတော့တော်တော်လေးကိုမှတ်သားစရာကောင်းပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်။ဒါဆိုရင်နောက်ထပ်မေးခွန်းတစ်ခုသွားလိုက်မယ်ပေါ့နော်နောက်ထပ်မေးခွန်းတစ်ခုကတော့ဒီ financial နဲ့ပတ်သက်တဲ့မေးခွန်းပေါ့နော်ဘာလို့လဲဆိုတော့ Prosper Burma Scholarship Fund မှာကျွန်တော်တို့ဒီငွေကြေး amount ထည့်ရတာရှိရပေါ့နော်ဆိုတော့ဟိုကိုဘယ်လောက်လိုလဲအကြောင်းလားခဘယ်လောက်လဲနေစိတ်စားစိတ်ဘယ်လောက်လိုလဲဒါဖြည့်ရရှိရအဲ့မှာတော်တော်လေးပြဿနာတက်ကြရတယ်မှာပါတယ်ဘာလဲဆိုတော့ဘယ်လိုထည့်ရမလဲဆိုတာကိုမစင်းစားတတ်တာပြီးတော့အရန်အများကြီးထည့်လိုက်ရင်လည်းကိုယ်မပေးတော့မှာဆိုတယ်အရန်နေသွားရင်လည်းကိုရတဲ့ခါမှာစိုက်ရမှာဆိုတယ်ပေါ့နော်ဆိုတော့အဲ့လိုအနေအထားမျိုးတွေနဲ့သူနည်းနည်းလေး dilemma ဖြစ်ကြတာရှိတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုရင်ဒီပေါ့နော်ကျွန်တော်တို့ရဲ့ငွေကြေးလိုအပ်ချက်ဘယ်လိုဖြစ် scholarship လျှောက်တယ်ဆိုတာကဟိုကိုယ့်ရဲ့ပညာရေးအတွက်ကိုဒါငွေကြေးရတော့၎င်းထောက်ပံ့ဖို့အတွက်လိုအပ်လို့လျှောက်ကြတာပေါ့နော်ဆိုတော့ဟိုဒီလိုမျိုးလျှောက်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ကအရန်ဆင်းရဲနေပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ scholarship ကိုလိုအပ်ပါတယ်ဆိုတာမျိုးရေးရမလားဒါမှမဟုတ်ကျွန်တော်တို့ပညာသင်ဖို့အတွက်ကိုဒီလောက်ပမာဏပဲလိုတာပါအဲ့ဒီပမာဏလေးကိုထောက်ပံ့ပေးပါဆိုတာမျိုးရေးတင်လာပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ဒီတချို့တွေကြတော့အလုံးလုံးနေနေကြောင်းတက်ရတာရှိရဲဆိုတော့ income ကရှိရဲပေါ့နော်ဒါမှမဟုတ်သူတို့ရဲ့တခြားသောနေရာကနေပြီးတော့မှဟိုကျောင်းလာကကို support လုပ်ပေးနေတဲ့ income မျိုးရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့လိုအနေအထားမျိုးဆိုလို့ရှိရင်ရောအဲ့လိုမျိုးအနေအထားတွေကိုထည့်ပြီးတော့ရေးတင်လာဒါမှမဟုတ်လုံးဝ100% need ဖြစ်နေပါတယ်ဒါကြောင့်မို့လို့ Prosper Burma ရဲ့အကူအညီလိုအပ်နေပါတယ်ဆိုတာမျိုးပဲရေးတင်လာပေါ့နော်ဆိုတော့ဒီအပေါ်မှာလည်းအမတို့ရဲ့ဒီလုပ်ခဲ့တဲ့အတွေ့အကြုံလေးနဲ့အမတို့ရဲ့ suggestion လေးတွေလည်းကြားချင်ပါတယ်ခင်ဗျဆိုတော့အရင်ဆုံးအမသိငင်ကနေအရင်စားလိုက်မယ်ပေါ့နော်ဆိုတော့ဒီကိုကအရင်စင်းရဲချောင်းပြရမှာလားဆိုတော့ခုနကလိုပဲ be honest ပေါ့နော်ဒါကိုအကြောင်းကိုပဲပြောရမှာလိန်လို့မရဘူးပေါ့နော်ကို100% လုံနေတယ်ဆိုရင်100%လုံနေတယ်တကယ်လို့မှကိုကတခြားအခွင့်ဒီ prosper မှာကိုယ်တိုင်ကလည်းဒီတခြား funding opportunities တွေကိုရှာဖို့လို့အတွက် encourage လုပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်လည်းဒီလူတစ်ယောက်ကို short ပေးနိုင်တဲ့အခါကျရင်တခြားလူတွေပို့ပေးလို့ရတယ်ဆိုတော့ကို့မှာတခြား scholarship တခုကိုရထားတယ်ဆိုရင်ရထားတယ်ဆိုတဲ့အကြောင်းအမှန်တိုင်းပြောပေါ့နော်ဘယ်လောက်ထိရထားတယ်ကိုလိုအပ်နေသေးတယ်ဘာလို့လဲဆိုရင်ကို့အတွက်အရင်ခက်ခဲနေလို့ဒီပမာဏတစ်ခုလိုတယ်ပေါ့နော်အဲ့ပမာဏတစ်ခုကိုရဖို့အတွက်ကိုပဲဘယ်လောက်ထိခက်ခဲနေတာမျိုးဆိုတာကိုရေးပေးရမယ်ပေါ့နော်ဆိုတော့အမဆိုလို့ရှိရင်လည်းဒီခုနကပြောသလိုပဲပထမနှစ်မှာဒီချင်းမိုင် University Faculty of Economics ကဒီ faculty scholarship ရတယ်ပေါ့နော်ဒါကဒီ tuition fees 4000ပေါ့နော် international student fees ဆိုပြီးတော့2000 semester တစ်ခုစီမှာထပ်ပြီးတော့ပေးရတယ်ဆိုတော့အဲ့2000တစ်နှစ်စာဆိုရင်တော့4000ပေါ့နော်ပြီးလို့ရှိရင်ဒီ living expense နဲ့ဒါကိုရှာဖို့အတွက်ကိုပဲကိုယ့်အတွက်ကအရင်ခက်ခဲတဲ့အနေထားဆိုတော့ကိုဘယ်လောက်ခက်ခဲလဲဆိုတာမျိုးဒါရိုးရိုးသားသားနဲ့ပဲပြောရမယ်ပေါ့နော်လိန်လို့တော့မရလိန်လို့ရှိရင်ဘယ်လိုပဲဖြစ်သေးကနာ fine အောက်ပဲเนาะသူတို့ပြန်ပြီးတော့သိမှာပဲ interview တွေမှာလည်းတွေ့ရမယ်ပြီးလို့ရှိရင်နောက်ပိုင်းမှာလည်းတွေ့ရမယ်เนาะစကားတွေပြောရမယ်ဆိုတဲ့အခါကျတော့ဒီအရေးကြီးဆုံးကတော့ကိုယ့်ရဲ့အကြောင်းရိုးရိုးသားသားပြောဖို့လိုတယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကတချို့တွေဆိုလို့ရှိရင်အခုဒီကျောင်းတက်နေတဲ့လူတွေဆိုလို့ရှိရင်သူတို့တက်နေတဲ့နိုင်ငံမှာ part time တွေလုပ်နေတာမျိုးတွေရှိနေပေါ့နော်အဲ့လိုရှိတဲ့အခါကျလို့ရှိရင်လည်းကိုကဒီ part time ကနေဘယ်လောက်ရတယ်ပေါ့နော်ဘယ်လောက်ရတယ်ဒါပေမဲ့ဒီကိုကစာသင်နေရင်းနဲ့ဒီအလုပ်လုပ်နေရတာကိုကဘယ်လောက်ခက်ခဲကြောင်းကိုယ့်ရဲ့အခက်အခဲကိုတည်တည်ချာချာရှင်းသူနားလည်အောင်ပြောပြရမယ်ပေါ့နော်ဆိုတော့ဘယ်အရာကပို့ပြီးတော့အားတာလဲဆိုရင်တော့ဘယ်အရာပို့ပြီးတော့အားတာတယ်လို့တော့မရှိဘူးအဓိကတော့ဘာပဲဖြစ်ရိုးသားသားပြောရမယ်ကို့မှာဝင်ငွေတစ်ခုရှိတယ်ကို့မှာတခြား funding opportunity တစ်ခုရှိတယ်ဆိုလို့ရှိရင်လေအဲ့ဒါကဘယ်လောက်ရှိထားလဲဘယ်လောက်ရှိထားလဲဆိုတဲ့အကြောင်းဘယ်ကနေရထားလဲဆိုတဲ့အကြောင်းကိုတည်တည်ချာချာပြောပြပြီးလို့ရှိရင်တခြားလိုနေတဲ့ပမာဏပေါ့နော်အဲ့ပမာဏကိုရဖို့လို့တော့ကိုယ့်အတွက်ဘယ်လောက်တောင် struggle ဖြစ်နေလဲဆိုတဲ့အကြောင်းကိုတည်တည်ချာချာပြောပြလို့ရှိရင်တော့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါပြီးတော့နောက်ထပ်ဗာမေးထားရလဲမသိဘူးနော်ပြန်အကုန်လုံးဖြေပေးလိုက်လားမသိဘူး။တချို့ဆိုလို့ရှိရင်ဒီ university တွေနဲ့ပေါ့နော်။ partner တွေရှိတယ်ပေါ့နော်ဒီ Prospect Burma က University နဲ့ partner လုပ်ထားတာမျိုးတွေရှိတယ်အဲ့လိုဒီ partner လုပ်ထားတဲ့ University မှာဆိုလို့ရှိရင်ဒီ scholarship တွေ discount ပေးတာမျိုးပါမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့လို University မှာဆိုလို့ရှိရင်လည်းပို့ပြီးတော့အခွင့်အလမ်းများနိုင်တာမျိုးတွေရှိတယ်ဆိုတော့ကို့အနေနဲ့ကဒီ Prospect Burma တစ်ခုတည်းကိုရှောက်တာမျိုးမဟုတ်ဘဲနဲ့ဒီတခြား scholarship တွေလည်းရှောက်ထားတယ်ဆိုလို့ရှိရင်ရထားတယ်ဆိုလို့ရှိရင်သူကဒီ scholarship တောင်ရထားတယ်ပြီးလို့ရှိရင်ဒီသူ့အနေနဲ့တကယ်ကိုပဲလိုအပ်နေလို့ scholarship တွေအများကြီးရှောက်ထားတယ်ဆိုတော့ image မျိုးကိုကပြလို့ရတယ်ပေါ့နော်ဆိုတော့ကြတော့အရေးကြီးဆုံးကရိုးရိုးသားသားနဲ့ပဲပြောကိုလိုအပ်ရင်လိုအပ်တဲ့လောက်တောင်း
ပေါ့နော်ဆိုတော့နောက်ထပ်တစ်ခုကဖြည့်တဲ့အခါမှာပေါ့နော်နည်းပြီးတော့ဖြည့်ရမလားများပြီးတော့ဖြည့်ရမလားပေါ့နော်ဆိုတော့အမအနေနဲ့ကတော့အဲ့ဒါအရင်ကြီးအရေးကြီးတယ်လို့တော့မထင်ဘူးဘာလို့လဲဆိုတော့အမတို့ scholarship ရပြီးတဲ့အခါမှာဒီဖြည့်ထားတဲ့အတိုင်းပဲရတာမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့ကြတော့ကိုကပြန်ပြီးတော့meeting တွေလုပ်ပြီးတော့သူတို့ဘက်ကဘယ်လောက်ပေးနိုင်တယ်ကိုကဒီ scholarship ကိုလက်ခံမလားအဲ့လိုမျိုးဆွေးနွေးရတာမျိုးတွေရှိရဲပေါ့နော်ပြီးလို့ရှိရင်ဒီကိုဖြည့်တဲ့ပမာဏကလည်းကိုတကယ်သိတာမဟုတ်ဘူးเนาะဒီ expect လုပ်ပြီးတော့ပဲထည့်တာဆိုတဲ့အခါကျတော့ပြန်ပြီးတော့ adjust လုပ်ရတယ်ဆိုတော့ကြတော့ဒီ funding ကိုဖြည့်တဲ့နေရာမှာတော့အရင်ကြီး pressure တော့မထားနဲ့ပေါ့เนาะဒီကိုအနေနဲ့ဘယ်လောက်လောက်လိုအပ်တယ်ဆိုတာမျိုး expect လုပ်ပြီးတော့ပဲထည့်လိုက်ပေါ့เนาะအမထင်တာတော့ကိုဘယ်လောက်ထည့်တယ်ဆိုတာက scholarship ကိုအရင်ကြီးတော့တက်ရောက်မှုရှိတယ်လို့တော့မထင်ဒါကအမရဲ့အထင်ပေါ့เนาะဆိုတော့ကြတော့ခံမှန်းပြီးတော့ပဲထည့်တာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကဒီ funding ကပြန်ပြီးတော့ adjust လုပ်မှာဖြစ်တယ်ပေါ့เนาะဟုတ်ကဲ့ပါမဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုရင်မဖြူတီရလည်းပြောပြပါအောင်မ That's very thank you ပြောပြတာတော်တော်ပြည့်ပြည့်စုံစုံပဲပေါ့နော်ဆိုတော့အမကျတော့နောက်ထပ်မတူတဲ့ category တစ်ခုဖြစ်မှထင်တယ်ဘာလို့ဆိုတော့အမကကျတော့ဒီတစ်နေ့တစ်ခါပြန်ရှောင်ရတဲ့prospect Burma program မဟုတ်ပဲねအမကျတော့ဒီနှစ်လုံးစာအတွက် fully funded ပေါ့နော်ဆိုတော့52 form ဖြည့်ကြတဲ့ဟိုကသူကဒီ Canadian dollar 6000အမတော့ကတော့6000ဖြည့်ခိုင်းတယ်ပေါ့နော်ဆိုတော့6000ဖြည့်လိုက်ရင်ပြီးပြီဆိုတော့အမတော့ကတော့အဲ့ဒီအပိုင်းကတိတ်စိတ်ပူစရာမရှိလိုက်ဒါပေမဲ့ဒီနောက်ပိုင်းမေးခွန်းတွေပေါ့နော် SCD ထဲမှာဒီကိုရဲ့ဒီငွေကြေးအခြေအနေကြောင့်ဘယ်လိုပြောပြရမလဲ drama ချိုးရမှာလားဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အမတို့ကတော့တင်ကြီးပြောလိုမျိုးပဲ honest ဖြစ်ပြောတယ်အမစီမှာအမဒီ activity မှာအလုပ်လုပ်နေရအောင်နော်ဆိုတော့ activity မှာအလုပ်လုပ်နေရဝင်ငွေလည်းရှိရပြီးလို့ရှိရင်ဒီကိုရဲ့ဒီ career အမဆိုလို့ရှိရင်ကြတော့အစား engineering ကနေ teaching ကိုပြောင်းလာတဲ့သူကိုဆိုတော့အဲ့ဒီဟာကလည်းနည်းနည်းတော့အဲ့လိုပြောမယ်စဉ်းစားကြရတော့ဖြစ်မယ်ထင်တယ်တော်တော်များများအဲ့လိုပြောင်းတဲ့သူလည်းရှိရဒါပေမဲ့အဲ့လိုပြောင်းတဲ့အခါမှာအဲ့လို scholarship တွေကတချို့ scholarship တွေဆိုလို့ရှိရင်ဒီ major တူဖြစ်ရမယ်ဆိုရဲအဲ့လိုသတ်မှတ်ချက်တွေရှိရလေနော်ဒါပေမဲ့ prospect ပါမှာတော့ child stream တို့ကကြတော့အဲ့လိုမျိုးမရှိဘူးဆိုတော့အမတော်ကကြတော့ဒီကိုဒီcareer ပြောင်းထားတယ် career ဆိုတဲ့အဲ့လိုကိုယ့်ရဲ့လမ်းကြောင်းဒီပြောင်းသွားတယ်အဲ့ဒီလမ်းကြောင်းအစ်စ်မှာကိုဘယ်လိုစပြီးတော့ရှောက်တယ်အဲ့ဒီရှောက်နေတဲ့အချိန်မှာဘယ်လို support တွေရတယ်ဆိုတဲ့အကြောင်းအမတခြားလေး honest ဖြစ်ပြောပြတယ်ဒီ teacher training တွေပါတယ်ဆိုလို့ရှိရင်လည်းဒါ activity ကနေပြီးတော့ဒီပံ့ပိုးပေးရရှိရဲ့တချို့ဒီ organization တွေကနေပြီးတော့ဒီ support scholarship ပုံစံမျိုးနဲ့ရတဲ့ဟာတွေရှိတယ်အဲ့ဒီဟာတွေကိုဘယ်လိုပြောမလဲပွန့်ပွန့်လင်းလင်းပေါ့နော်ကိုဒါတွေရဖူးတယ်ဒါကြောင့်မလို့ဒါတွေလုပ်ထားတယ်ကိုရဲ့ဝင်ငွေကလည်းဘယ်နေရာကိုသွားနေတယ်ကိုကဒါပေမဲ့ကိုဝင်ငွေနဲ့ဒီကြောင်းဆက်တက်ဖို့ဆိုတာဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတဲ့ဟာကိုဒီလိုပွန့်ပွန့်လင်းလင်းပေါ့နော်အဲ့လိုမျိုးပြောပြတယ်ဆိုတော့ဒီတခြားဒီ lorry ကိုရှောင်းမဲ့သူတွေကတော့တခြားတော့စိတ်ပူစရာမရှိဘူးဘလောက်အဲ့မှာလည်းပဲဘလောက်ဖြစ်ဖြစ်သူက fully funded တော့ဖြစ်သွားလိမ့်မယ်ဒီရောက်လာလို့ရှိရင်သူက prospect Burma နဲ့ ISO နဲ့ဒီ partnership လုပ်ပြီးတော့ပေးတဲ့ဟာဆိုတော့ဒီရောက်ရင်တော့ဒီငွေကြီးရတော့တိတ်ပြီးတော့စိတ်ပူစရာမရှိပါဘူးဟုတ်ကဲ့ပါမဟုတ်ဒါဆိုလို့ရှိရင်တော့ဒီတခုကျွန်တော်တို့တေချာလေးတည်သွားတာကအဲ့ဒီ file မှာပေါ့နော်ပတ်စံအမောက်ဖြည့်နေရမှာတော်တော်လေးခက်ခဲတယ်မှာပါတယ်အဲ့ဒါကကျွန်တော်တတိထားမိရ registration နဲ့မှာမေးခွန်းအများဆုံးကအဲ့ဒါပဲပေါ့နော်သူတို့ဘယ်လိုဖြည့်ရမလဲဖြည့်လိုက်လို့မှားသွားရင်ဘယ်လိုလုပ်မလဲများပြီးတော့ဖြည့်လိုက်မိ impact ဖြစ်သွားနိုင်မလားပေါ့နော်စသဖြင့်ဒီလိုမျိုးမေးရဆိုတော့ခုတော့ရှင်းရှင်းလင်းလင်းသိသွားကြမယ်လို့လည်းထင်ပါတယ်ဆိုတော့ကျေးဇူးများကြီးတင်ပါတယ်။ဒါဆိုရင်ဒီတစ်ခေါက်မှာတော့ဒီမေကွန်းကတော့မဖြူတီအတွက်ပဲဖြစ်လိမ့်မယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီမသိငီဆိုလို့ရှိရင်ဒီ social contribution တွေပေါ့နော်ဒီ community ကိုလုပ်ခဲ့တဲ့အလုပ်တွေအများကြီးရှိရဲ့။ဒီ YC လေးကစားပြီးတော့ပေါ့နော်နောက်ထပ်အများကြီးကျွန်တော်တို့နောက်ွယ်မှာမသိသေးတဲ့အရာတွေအများကြီးရှိသေးတယ်လုပ်ခဲ့ပူတာတွေအများကြီးရှိသေးတယ်ဆိုတော့စောစောကမဖြူတီကကျတော့ပြောသွားရတဲ့မှာမဒီ volunteer experience အများကြီးမရှိခဲ့ဘူးပေါ့နော်ဆိုတော့ဟိုဒါကလည်းလက်ရှိမှာဖြစ်နေတဲ့အခြေအနေတစ်ခုလို့ကျွန်တော်ပြောရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ scholarship group တွေထဲမှာဆိုပြောကြတယ်volunteer experience မရှိလို့ scholarship ဆင်ပြေပါမလားလို့ပြီးရင် volunteer scholarship ရှောက်ဖို့အတွက် volunteer experience လေးလိုချင်လို့ပါလို့ဒီလိုမေးခွန်းတွေခဏခဏကြားရတာရှိရပေါ့နော်ဆိုတော့မအနေနဲ့ဒီ volunteer experience အများကြီးမရှိဘူးဆိုလို့ရှိရင်ဒီ prospect Burma ဒီ scholarship တွေကတော့ prospect Burma အပါအဝင် scholarship တွေကပြန်ပြီးတော့community ကို contribute လုပ်နိုင်မဲ့သူတွေကိုတော့ပို့ပြီးတော့ရှာကြတာပေါ့နော်လိုချင်ကြတာပေါ့နော်ဆိုတော့အမအနေနဲ့ဒီအရှိမလုပ်ခဲ့ဘူးတဲ့ volunteer experience အများကြီးမရှိတော့အဲ့ဒီဟာကိုဘယ်လိုမျိုးတက်တည်ပြနိုင်ခဲ့လဲပေါ့နော်တက်တည်ပြခဲ့လဲဆိုတာလေးလည်းသိချင်ပါတယ်ခင်ဗျโอ้တောင်းတယ်နော်မိခွန်း yeah so အမတေချာပြန်ပြီးတော့မျက်စိတွေမှာမြင်အောင်လို့ပြောပြရမယ်ဆိုရှင်အမလုပ်ခူတဲ့ volunteer experience ကဘာရှိလဲဆိုရင်ဒီကိုဗစ်မဖြစ်ခင်ခုမဖြစ်ခင်တောင်းတက်တော့က club တွေမှာအလုပ်လုပ်ခူရရှိရယ်ပြီးတော့ဘာမလုပ်တော့အလုပ်စားလုပ်သွားဘာမလုပ်တော့လည်း ਨੇ ဒီ2023ထိတ်ဆုံးတစ်ခါ prospect ဘာမှရှောက်နေတော့ကလည်း
volunteer experience မရှိသေးဘူးမရှိဘူးactivity မှာအလုပ်လုပ်နေရပဲရှိတယ်နောက်တစ်ခုကကြတော့ဒီဒုတိယပထမတစ်နေ့အငင်းခံပြီးတော့ဒုတိယတစ်နေ့ရောက်မဲ့ဂျားထဲမှာအမရခိုင်ဝင်သွားပြီးတော့ volunteer သွားလုပ်တယ်အဲ့ဒါပဲရှိရပါတော့ဆိုတော့အဲ့ဒီဟာကိုအမဘယ်လိုလုပ်လဲရခိုင်ဝင်သွားတဲ့ဟာတော့မှဒီဒုတိယနေ့မှာထည့်ပြီးရေးရတာဆိုတော့ထိတ်ဆုံးတစ်နေ့တောင်ဆိုရင်မလုပ်ခဲ့လေဆိုရင်အမကအဲ့အကြောင်းတော့လုပ်ခဲ့တဲ့ဟာက volunteer လို့တော့ပြောလို့မရဘူးဒါ it's just a club activity ပဲเนาะဆိုတော့အဲ့ဒီ club activity မှာအမ volunteer လို့တိတိကျကျမဟုတ်ရင်တော့အမကျတော့အဲ့ဒါကိုဘယ်လို approach လုပ်လိုက်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ community ထဲမှာဘယ်လိုမျိုးပြဿနာတွေကိုသတိထားမိလဲကိုကအဲ့ဒီဟာကိုဒီဘယ်လိုမျိုးကိုဖြေရှင်းတာမဟုတ်ရင်တော့မှာပေါ့နော်အနည်းဆုံးတော့ဒီပြဿနာကိုဘယ်လိုသတိထားမိတယ်ဒါကိုဘယ်လိုမျိုးလုပ်လိုက်ရင်ကောင်းမယ်ဆိုတဲ့အတွေးမျိုးဝင်လာတယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ကိုယ့်ရဲ့ community ကိုမြင်နေရတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာမြင်နေရတဲ့ပြဿနာတွေကိုအဲ့ဒီပြဿနာကိုယ့်စီမှာဖြေရှင်းချင်စိတ်ဖြေရှင်းတယ်လို့ပြောရင်နည်းနည်းများကြည်လာသေးပါဖြေရှင်းချင်စိတ်ရှိတယ်ဒါမှမဟုတ်ကိုကအဲ့ဒီဟာကိုဒီလိုတိုးတက်လာအောင်လုပ်ပေးချင်စိတ်ရှိရဆိုလို့ရှိရင်အဲ့ဒါတွေကိုထည့်ကြည့်လို့ရမယ်ထင်တယ်အမရဲ့ essay မှာတော်တော်များများကအဲ့လိုအပိုင်းလေးတွေများတယ်သိချာတယ်အမစီမှာ volunteer experience မှမရှိရနော်ဆိုတော့အဲ့ဒီ club တွေလုပ်တော့ဒီကိုယ့်ရဲ့အဓိကတော့ကိုယ့်ရဲ့leadership experience leadership တွေလည်းနည်းနည်းဆိုင်မှထင်တယ် volunteer leadership experience လို့ပြောလို့ရှိရင်မျက်စိထဲမှာမြင်တာကြတော့သူတို့ program တွေတွားရမှာလားဒါမှမဟုတ်လို့ရှိရင်အဲ့လို organization တစ်ခုမှာလုံးဝ project အကြီးကြီးဦးဆောင်ပြီးလုပ်ရမှာလားအဲ့လိုမဟုတ်ဘူးเนาะဆိုတော့အမဆိုရင် leadership experience လည်းသိမရှိဘူးထင်တာပဲအရင်မရှိဘူးမရှိဘူးဗောနော်ဆိုတော့မရှိတဲ့ခါမှာကိုက leader ဆိုတဲ့နေရာမှာကိုကခေါင်းဆောင်တဲ့နေရာပဲမဟုတ်ဘဲနဲ့ကို team member ဖြစ်နေတော့မှအဲ့ဒီ team member အနေနဲ့ကိုကဘာလုပ်ခဲ့လဲဘယ်လိုမျိုးဒီ team ရဲ့ success အတွက်ဘယ်လိုမျိုးလုပ်ဖြစ်လဲဆိုတဲ့ပုံစံမျိုး approach နဲ့ပေါ့နော်ဆိုတော့အဓိကတော့ဟိုအဲ့လိုကိုယ့်ရဲ့ experience ကအကြီးမဟုတ်ဆိုရင်တော့မှကိုဘာလုပ်ခဲ့လဲဆိုတဲ့ဟာနည်းနည်းပြန်စဉ်းစားပြီးအဲ့ဒီဟာကိုဒီ impactful ဖြစ်အောင်ဘယ်လိုရေးမလဲပေါ့နော်ကိုအဲ့ဒါမျိုးနဲ့ approach လုပ်လို့ရမယ်ထင်တယ်ဟုတ်ဒီကဲ့ပါအမခွန်းကအဲ့ဒါပဲလေဟုတ်ပါတယ်အမဟုတ်ကျေးဇူးအများကြီးတင်ပါတယ်အမဒါဆိုလို့ရှိရင်volunteer experience အများကြီးမရှိတဲ့လူဒါမှမဟုတ်လုံးဝမရှိတဲ့လူတွေအတွက်စိတ်ရေးဖို့ idea လေးရသွားမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒါဒီတစ်ခေါက်မှာတော့အမသိညီတော့ပေါ့နော်ဆိုတော့ဒီဟာကကျွန်တော်ထင်တယ်လက်ရှိကျောင်းတက်နေကြတဲ့ကျောင်းသားအများစုသိချင်ကြမယ်မေကွန်ပေါ့နော်။ဘာလဲဆိုတော့စောစောအမပြောသွားရတဲ့မှာလည်းပါတယ်။အမဒီ second year ရောက်တော့မှဒီ Prosper Burma Scholarship ကိုရှောက်ပြီးတော့ရခဲ့တာပေါ့နော်။ဆိုတော့ first year မှာကအမလုံးဝဒီ Prosper Burma နဲ့မသက်ဆိုင်ဘူး။အမဒီ faculty ကပေးတဲ့ scholarship နောက်တခြား scholarship တွေရခဲ့တယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးကျောင်းသားတယောက်အနေနဲ့ဒီ second year ရောက်မှ Prosper Burma Scholarship ရှောက်တဲ့အခါမှာဒီမေကွန်ထုတ်လာနိုင်တာရှိတာဘာလို့ second year မှာလဲပေါ့နော်ဘာလို့ first year တုန်းကကျတော့အဆင်ပြေနေပြီးတော့ second year ကျောင်းမှာဒီ scholarship ကြီးကိုလာလိုချင်တာလဲပေါ့နော်ဆိုတော့ဒီလိုမျိုးမေးခွန်းတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်ရောအမအနေနဲ့ဘယ်လိုမျိုး convince လုပ်ခဲ့လဲပေါ့နော်ဘာကြောင့်အခုမှလိုအပ်တယ်အခုမှဒီ scholarship ကိုရှောက်ရပါတယ်ဆိုတဲ့ရည်ရွယ်ချက်ကိုအမဘယ်လိုမျိုးဖော်ပြခဲ့လဲဆိုတာလေးသိချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါတကယ်တမ်းကတော့ second year မှာလိုတာမဟုတ်ဘူး first year ကလိုတာလိုရဲရှောက်ပေမဲ့မရခဲ့တာပေါ့နော်ဆိုတော့ကြတော့ကိုကဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင်first year ကကို try ခဲ့တယ်အမတို့ကတော့ဘယ်လိုပြောခဲ့လဲဆိုလို့ရှိရင်အမက Prosper Burma အပြင်တခြား scholarship တွေအများကြီးလေးရှောက်တယ်ပေါ့နော်ရှောက်တဲ့အခါမှာ rejection တွေကြီးပဲရခဲ့တာရခဲ့တော့ကြတော့ကိုယ့်အနေနဲ့ကလည်းဒီနိုင်ငံမှာနောက်ထပ်ကိုယ့်ရဲ့ရည်မှန်းချက်ကလည်းကိုလှုပ်ရှားရည်ရလည်းအများကြီးရှိသေးတယ်ရှေ့မှာလည်းနှစ်ပေါင်းများစွာကိုယ့်အတွက်ရင်းနှီးမြှုပ်နှံရအောင်ပါဆိုတဲ့အခါကျတော့မြန်မာနိုင်ငံမှာနေလို့ရှိရင်လည်းကိုယ့်ရဲ့အရေးချင်းရှိရင်တော့မပြစရာနေရမရှိဘူးဘာမှဆက်ပြီးတော့ရှေ့ကိုဆက်သွားလို့မရဘူးပေါ့နော်မရတဲ့အခါကျတော့ကို့မှာရှိသမျှအကုန်လုံးကို risk ယူပြီးတော့မှဒီနိုင်ငံကိုထွက်ခဲ့တာscholarship တစ်ခုတည်းနဲ့တခြားဘာမှမတိကျမရေရာပဲနဲ့ထွက်ခဲ့တယ်ဆိုတဲ့အကြောင်းပေါ့နော်ဆိုတော့တကယ်ဘယ်လိုပြောလဲဆိုလို့ရှိရင်တော့scholarship ကိုအခုမှလိုတာမဟုတ်ဘူးလိုတယ်ရှောက်ခဲ့တယ်ဒါပေမဲ့မရတာscholarship တွေ rejections တွေထိခဲ့တယ်အဲ့တော့ကြတော့ကို့အနေနဲ့ပထမနှစ်မှာကိုဘယ်လောက်ထိပြန်ပြီးတော့စူးစမ်းခဲ့လဲနောက်နှစ်မှာ scholarship မှာမရလို့ရှိရင်ကိုကကျောင်းဆက်တက်နိုင်မှုလို့အတွက်ကတော့ဘယ်လိုမှမဖြစ်နိုင်တော့ဘူးပေါ့နော်မဖြစ်နိုင်တော့တဲ့အခါကျတော့တစ်နှစ်လုံးကိုဘယ်လိုမျိုးscholar နဲ့ထိုက်တန်တဲ့လူတစ်ယောက်ဖြစ်အောင်စူးစမ်းခဲ့လဲဆိုတာမျိုးကိုပြောတယ်ပေါ့နော်တကယ်လေအမပထမနှစ်မှာအကုန်လုံးကိုလည်းပြောချင်တာပေါ့နော်ကိုက scholarship တွေပြင်ဆင်တဲ့အခါ application ကိုပဲပြင်ဆင်ရမှာမဟုတ်ဘူးကိုကအဲ့ scholar နဲ့ထိုက်တန်တဲ့လူတစ်ယောက်ဖြစ်လာအောင်လည်းပြင်ဆင်ရမှာပေါ့နော်ဆိုတော့အမပထမနှစ်မှာဆိုလို့ရှိရင်တကယ်ကိုပဲနားတော့မနားခဲ့ဘူးပေါ့နော်ဆိုပွဲတိုင်းမှာပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကသူတို့ဘယ်ကနေပထမနှစ်မှာတက်တဲ့အခါမှာဘယ်ကနေပတ်စံရလဲပေါ့ဘယ်ကနေပတ်စံရလဲလို့မေးတာမျိုးရှိတယ်အဲ့တော့ပထမနှစ်မှာဘယ်လိုလုပ်လဲဆိုရင်တော်တော်များများပြိုင်ပွဲတွေမှာစုရတဲ့အခါကျတော့အဲ့စုရတဲ့ပတ်စံကအမတို့အသုံးစရိတ်ဖြစ်တယ်ဆိုတော့ပြောလို့ရှိရင်ပြိုင်ပွဲတွေဝင်တဲ့အခါမှာပထမဆုံးအနေနဲ့ကိုကorganization တွေကျောင်းကနေကို recognize လုပ်ခံရတယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကဝင်လာဖြစ်တဲ့အခါမှာပတ်စံရတယ်ပေါ့နော်ဆိုတော့ကို့မှာ win-win situation ရှိတယ်ဆိုတော့ကြတော့အဲ့လိုမျိုးကိုလုပ်ခဲ့တဲ့
ကိုယ့်ရဲ့ living expense ကို cover ဖြစ်ဖို့လို့လုပ်ခဲ့တဲ့ຢာတွေအကုန်လုံးပြတယ်ပေါ့နော်အမဆိုလို့ရှိရင်ဒီ faculty ကလုပ်တဲ့ပွဲတိုင်းမှာပါတယ်ဆိုတော့အဲ့လိုမျိုးrecords တွေပြတယ်ပြီးလို့ရှိရင်နောက်တစ်ခုကအားကစားမှာဆိုရှင်လည်းမှာ fancy မှာပါတယ်ပေါ့နော်ဆိုတော့ဒီတစ်နှစ်အတွင်းမှာဒီ scholarship နောက်နှစ်မှာတည်တည်ချာချာဒီ scholarship ကိုငါရမှဖြစ်မှာဆိုတော့စိတ်နဲ့ဒီ scholarship ထိုက်တဲ့လူတစ်ယောက်ဖြစ်အောင်ဘယ်လိုစူးစမ်းခဲ့လဲဆိုပြီးတော့အမက convince လုပ်တယ်ပေါ့နော်ဆိုတော့အဓိကကတော့ပထမနှစ်မှာကိုမရတာကမလိုအပ်ခဲ့တာမဟုတ်ဘူးလိုအပ်တယ်ဒါပေမဲ့ဘလို့မှရွေးချယ်စရာမရှိလို့ကိုယ့်ဘာနဲ့ကိုဒီတိုင်းပဲ risk ယူပြီးတော့ထွက်ခဲ့ရတယ်ဆိုတဲ့အကြောင်းပြီးလို့ရှိရင်ဒီနောက်နှစ်မှာကိုကဒီ scholarship ထိုက်တန်တဲ့လူတစ်ယောက်ဖြစ်အောင်ဘယ်လိုစူးစမ်းခဲ့ရဆိုတဲ့အကြောင်းအမကအဲ့လိုမျိုးသေချာပြောပြရဲပေါ့နော်အဲ့ဒါကိုပါဟုတ်ကဲ့ပါမဟောကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုလို့ရှိရင်အခုဒီចောင်းတက်ရင်နဲ့ရှောင်းမဲ့ចောင်းသားတွေအတွက် idea ရသွားမယ်လို့ထင်တယ်ပေါ့နော်ဒါကလည်းဒုတိယအမေအများဆုံးမေးခွန်းထဲမှာပါပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်မဖြေပေးရတော့ပါဒီတစ်ခေါက်မှာတော့ကျွန်တော်ကဒီတော်တော်များများအထင်မှားနေတဲ့ဟာလေးကိုရှင်းပြချင်တာပေါ့နော်။ဘာလဲဆိုတော့ဒီတချို့ဒီ scholar ရှောင်းမဲ့လူတွေကဘာထင်လဲဆိုလို့ရှိရင်ဒါကတော့ထင်လဲထင်နိုင်တယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ scholarship ပေးမဲ့အဖွဲ့အစည်းအနေနဲ့ဒီထားပါတော့ထိုင်းတို့တခြားဒီ living expenses နေတဲ့နေရာတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့ဦးစားပေးမယ်ပေါ့နော်။အဲ့လိုမဟုတ်ဘဲနဲ့ဥရောပတို့ဂျပန်တို့မှာလက်ရှိကျောင်းတက်နေတဲ့လူတွေကြတော့ prospect ဘာမှရထားလို့အရန်နေတာဆိုတော့လေအရန်နေတာဆိုတော့သူတို့ကဘယ်လိုတွေးကြလဲဆိုရင် living expenses နေတဲ့နေရာမှာရှောက်လို့ရှိရင်တော့ပိုပြီးရနိုင်ချေများတယ်living expenses အရန်မြင့်တဲ့နေရာတွေဆိုရင်တော့ရနိုင်ပါမလားဆိုတော့စိုးရင်ပူပန်မှုတွေရှိတယ်ပေါ့နော်ဆိုတော့မတို့ network ထဲမှာကောဒီဥရောပတို့ဂျပန်တို့ကနေပြီးတော့ဒီအဲ့လို prospect ဘာမှ scholarship ရထားတဲ့လူတွေရှိလားပေါ့နော်ဆိုတော့ပြီးတော့ဒီ scholarship တွေလျှောက်တဲ့အခါမှာရောအဲ့လိုနိုင်ငံတွေရွေးတဲ့ဟာက impact ဖြစ်နိုင်လားပေါ့နော်ဒီ effect တစ်ခုရှိနိုင်လားပေါ့နော်အဲ့ဒါလေးကိုလည်းရှင်းပြစေချင်ပါတယ်ခင်ဗျဆိုတော့အမတင်ကြီးကနေအရင်စားလိုက်မလားခင်ဗျအာဒါကဒီမားတဲ့အယူဆလို့တော့မဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုရင်ဒီအခုလက်ရှိ data တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Thailand မှာပေးတဲ့ scholarship ကများတယ်ပေါ့နော်။ ထိုင်းမှာကျောင်းတက်တဲ့လူတွေပို့ပေးတယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီထိုင်းမှာက partner university တွေလည်းများတယ်။အဲ့ဒီအပြင်မှာပြောလို့ရှိရင်ဒီတခြားနိုင်ငံမှာ2ယောက်ပေးမယ်ဆိုရင်ထိုင်းနိုင်ငံမှာ3ယောက်လောက်ပေးလို့ရတာမျိုးပေါ့နော်။ဒီ plus ပေါ်မှာအနေနဲ့လည်းဒီသူတို့ရှိတဲ့ budget အတွင်းမှာအထင်ပေါ့နော်။ budget အတွင်းမှာလူအရေအတွက်အများပို့ပြီးတော့များပေးနိုင်တဲ့ဘက်ကိုပဲရွေးမယ်လို့ထင်တယ်ပေါ့နော်အခုလက်ရှိ data အရဆိုလို့ရှိရင်လည်းဒီထိုင်းနိုင်ငံတို့ဘာလို့မှာအကြောင်းသားကပိုများတာပေါ့နော်ဒီ living expense နည်းတဲ့ဘက်မှာပို့ပြီးတော့များတယ်ဒီ partner university နဲ့ဆိုလို့ရှိရင်လည်းသူတို့ဘက်ကပေးရတဲ့ပမာဏပို့ပြီးတော့နည်းတယ်ပေါ့နော်ဒီ partner university နဲ့ဒီ tuition fees short တာမျိုးရှိတဲ့အခါကျလို့ရှိရင်လူဦးရေအရေအတွက်ပို့ပြီးတော့များပေးနိုင်တယ်ပေါ့နော်ဒီအမတို့ဒီ scholarship အဖွဲ့အစည်းနဲ့တွေ့တဲ့အခါမှာဒီသူတို့ဘက်ကလည်းဘယ်လောက်တောင်စူးစမ်းလဲဆိုလို့ရှိရင်ပေါ့နော်သူတို့ကဒီတခြား scholarship တွေမှာဆိုရှင်ခရီးတွေတူတူသွားတာမျိုးတွေသိမလားဒီ section တူဒီပေါ့နော် scholarship ရတဲ့လူတွေနဲ့တွေ့တာမျိုးတွေ meet up တွေလုပ်တာမျိုးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ prospect မှာဆိုရင်အဲ့လိုမရှိဘူးဘာလို့လဲဆိုတော့သူတို့အဲ့လိုလုပ်မယ်ဆိုတာတခြားတစ်ယောက်ကိုပဲပေးလိုက်ခြင်းတယ်ဆိုတော့စိတ်မျိုးရှိနေတာပေါ့နော်ဆိုတော့ကြတော့ပြောရလို့ရှိရင်ဒီ living expense ပို့ပြီးတော့သက်သာတဲ့နိုင်ငံတွေဒီ partner university နဲ့ချိတ်ထားမျိုးတွေဆိုလို့ရှိရင်ပို့ပြီးတော့ရနိုင်တဲ့အခွင့်အလမ်းရှိတယ်လို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့ဒါကလည်းသေချာကြီးတော့ပြောလို့မရဘူးပေါ့ဒီအမရဲ့ပတ်ဝန်းကျင်မှာလည်းဒီဂျပန်နဲ့ဒီဂျာမနီမှာလားဂျပန်မှာတယောက်ရှိတယ်ပေါ့နော်ဒီ Prosper Scholarship ရသွားတဲ့ကျောင်းသားတယောက်ရှိတယ်ပေါ့နော်ဆိုတော့မရနိုင်တာတော့မဟုတ်ဘူးပေါ့နော်ရနေကြတဲ့လူတွေလည်းရှိတာပဲဒါပေမဲ့ဒီတခြား living expense နည်းတဲ့နေရာတွေနဲ့ရှင်မယ်ဆိုလို့ရှင်တော့နည်းဒီရာခိုင်နှုန်းကအဲ့ဘက်မှာပေးထားတဲ့ရာခိုင်နှုန်းကနည်းတာပေါ့နော်အခုလက်ရှိဒီ Prosper ရဲ့ data ကိုကြည့်မယ်ဆိုလို့ရှင်ပေါ့နော်ဒါပေမဲ့အမတို့ကဒီ scholarship အဖွဲ့အစည်းနဲ့လည်းတကယ်ပတ်သက်နေတာမဟုတ်တဲ့အတွက်ကြောင့်မလို့ living expense နည်းလို့ရှင်ပို့ပေးတယ်များရင်သိမပေးဘူးဆိုတာမျိုးတော့အမတို့လည်းပြောလို့မရဘူးပေါ့နော်ဆိုတော့ဒါကတော့ဒီ data ကိုကြည့်ပြီးတော့ပဲအမကပြောတာပေါ့ဟုတ်ကဲ့ပါအမဖြုတ်သေးရလဲပြောပြပါအောင်မအဲ့ဒါတင်ကြီးပြောတဲ့ဟာဘယ်လိုမလဲ it makes sense ပေါ့နော်ဘယ်လိုဆိုအမတို့ကကျတော့ဒီprospect ဘာမှဖက်ကနေပြီးတော့ official information တွေဒီလိုမျိုးသူတို့ရွေးရတဲ့ပတ်သက်ပြီးတော့ကြာတာအဲ့လိုမျိုးဆိုရင်ဒီ prospect ဘာမှဖက်ကိုမေးရပို့ပြီးတော့ကောင်းမယ်ထင်တယ်ပြီးတော့အမရဲ့အသိတယ်မှာဆိုလို့ရှိရင်ဒီ US မှာ master တက်နေတဲ့ဒီအရင် activity ဆရာပေါ့နော်ဆရာ Christian နေမျိုးသူရဆိုလို့ရှိရင်သူအရင်နှစ်က prospect ဘာမှကိုရတယ်သူက master လုပ်နေရပါတော့ US မှာဆိုတော့ US မှာတော့မှရနိုင်တယ်ဆိုတော့ဒါကဒီကို
ယ်လိုပြောမလဲရရဘယ်လိုပြောမလဲမရပါဘူးဆိုပြီးမလျှောက်ပေးနေရတဲ့ဆာလို့ရှိရင်တော့ဟိုဒီကိုစူးစမ်းကြည့်လိုက်တာတော့မမာဘူးလို့ထင်တာပဲပေါ့နော်ဆိုတော့လောက်ပါ ဟုတ်ကဲ့ပါမဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီတစ်ခေါက်မေကုံကတော့မတို့ရဲ့ experience ဆိုတာထက်မတို့ရဲ့ network ထဲမှာရှိလားဆိုရဲမေကုံပို့ပြီးတော့ဦးတည်လိမ့်မယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော် prospect ဘာမှလျှောက်တဲ့အခါမှာတချို့ကြတော့ကျောင်း admission ရပြီးသားပေါ့နော်ကျောင်း admission ရပြီးသားအဲ့ချိန်မှာသူတို့ပဲကျောင်းကိုတော့ဝင်ခွင့်ရသွားပါပြီဆိုပြီးတော့ admission letter နဲ့ထည့်လျှောက်ကြတယ်တချို့ကြတော့လည်းမဟုတ်ဘူးအဲ့ကြတော့မှကျောင်းစလျှောက်ရတယ်ပေါ့နော်အဲ့ချိန်မှာဒီapplication form ထဲမှာတော့ဘယ် university ကိုတော့ရွေးထားပါတယ်ဒါပေမဲ့ acceptance letter တော့မရသေးဘူးဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့လျှောက်ကြတယ်ပေါ့နော်ဆိုတော့ဒီပေါ်မှာတကယ်လို့များဒီ acceptance letter မရသေးခင်ပေါ့နော်ဥပမာထားပါတော့Pluto ကအာMahidol University ကိုလျှောက်မယ်ဆိုပါဆိုပေါ့နော်ကျွန်တော် prospect Burma Found ထဲမှာ Mahidol University ဆိုပြီးတော့ရေးလိုက်တယ်ဒါပေမဲ့တကယ်prospect Burma scholarship ရသွားပြီမဲ့ Mahidol ဘက်ကနေပြီးတော့ admission မရတဲ့အခါမှာကျွန်တော်အနေနဲ့ကျောင်းပြန်ပြောင်းရတာမျိုးရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုအခြေအနေမျိုးဆိုလို့ရှိရင်ရောဒီ prospect Burma ဘက်ကညှိနှိုင်းပေးလားပေါ့နော်လက်ခံပေးလားပေါ့နော်မတို့ network ထဲမှာအဲ့လိုမျိုးကြုံတွေ့ခဲ့ရမှုတွေရှိလားခင်ဗျဆိုတော့မမတင်ကြီးရနေရင်စားလိုက်မလားခင်ဗျဟုတ်ဒီ scholarship ရပြီးတော့မှကျောင်းပြန်ပြောင်းတာအဲ့လိုမျိုးလား ဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့က found တင်လိုက်တော့တစ်ကြောင်ဒါပေမဲ့အဲ့အကြောင်အကြောင်းမျိုးမျိုးအကြောင်း admission မရတော့နောက်တစ်ကြောင်ကိုရွေးလိုက်ရတာမျိုးပေါ့နော်အာအဲ့ဒါဆိုလို့ရှိရင်တော့ဒီအမကဒီ website မှာဖတ်ရတယ်တော့ဒီ scholarship committee နဲ့တေချာပြန်ပြီးတော့ဆွေးနွေးရမယ်လို့ပြောရဲပေါ့နော်ဒါပေမဲ့သူတို့အနေနဲ့ကတော့လုံးဝ strictly prohibited ပေါ့နော်အဲ့လိုမျိုးလုပ်တာကိုလုံးဝကိုပဲကန့်ကွက်တယ်လို့တော့ပြောတယ်ဒီ program တွေအကြောင်းတွေပြန်ပြီးတော့ချင်းခွင့်မရှိဘူးလို့ပြောထားတာမျိုးတော့တွေ့တယ်ဒါပေမဲ့ကိုကလုံးဝကိုပဲဒီဟိုမဖြစ်နိုင်တဲ့အခြေအနေကိုမှအကြောင်းအရာတစ်ခုခုတကယ်ကိုပဲလက်ခံနိုင်လောက်တဲ့အကြောင်းအရာတစ်ခုခုရှိခဲ့ရင်တော့သူတို့နဲ့ဆွေးနွေးရမယ်လို့တော့အမဖတ်ပူးတယ်ပေါ့နော် မရဲ့ပတ်ဝန်းကျင်မှာဒီကိုယ့်ရဲ့အသည့်တွေထဲမှာတော့အဲ့လိုမျိုးကျောင်းတွေပိုင်းပြန်ပြောင်းတာမျိုးတော့မရှိခဲ့ဘူးပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်မဖြူတီးရလည်းပြောပြပါအောင်မတို့ network ထဲမှာရှိလားခင်ဗျအမ network ထဲမှာလည်းဒီလိုမျိုးကျောင်းလေးပါပြန်ပြောင်းဖူးတဲ့ဒီလိုမရှိဘူးပေါ့နော်ဆိုတော့အမခုနဒီ chat ထဲမှာလည်းမေးခွန်းတစ်ခုတွေ့လိုက်တယ် major နှစ်ခုစိတ်ဝင်စားနေရဒီ scholarship ရပြီမှာ major ပြန်ပြောင်းလို့ရလားဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုရင်တော့အမဒါဒီ scholarship ဘယ်လိုလဲ scholarship organization ကိုဦးဆောင်နေတဲ့သူဆိုလို့ရှိရင်တော့အမဆိုရင်တော့အဲ့လိုမျိုးဆိုရင်တိတ်ပြီးတော့ဘယ်လိုလဲဟိုမစင်စားလောက်ဘူးထင်တယ်ဘာလို့ဆိုကိုကဘာဖြစ်ချင်လဲဆိုတဲ့ဟာကိုတေချာတိပြီးတော့ဟိုရွေးမှသူတို့ကလေ invest လုပ်မှာနော်ဒါ long term investment လေနော်သူက၄နှစ်ဘာလို့ဒီကိုယ့်ရဲ့ဟို university ပြီးတဲ့အချိန်မှာကိုဘာဖြစ်ချင်လဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့သူတို့ကအဲ့ဒီလာမယ့်အနာဂတ်ကိုကြည့်ပြီးရွေးတဲ့သူတွေဆိုတော့ကိုဟာကိုတော့မသိချဘူးဆိုလို့ရှိရင်သူတို့လည်းမသိချလောက်ဘူးထင်တာပဲအဲ့လိုမျိုးတော့အမှစဉ်းစားမိတယ်ပေါ့နော်။ တေချာအောင်တော့ဟိုတကယ်လို့တကယ် official information ရချင်တယ်ဆိုလို့ရှိရင်တော့ Coursework Burma ရဲ့ဒီဟို info section တွေလည်းရှိရလေနော်ဆိုတော့အဲ့လိုမျိုးနေရာမှာဒီဒီတာဝန်ရှိတဲ့သူတွေနေရဲဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေနေတယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်မတို့ဆိုတော့ဒီတစ်ခါမေကုံကတော့အရန်အရေးကြီးတဲ့အပိုင်းလာပြီပေါ့နော် interview ပေါ့ဆိုတော့ကျွန်တော်တို့များသောအားဖြင့်ဆိုလို့ရှိရင်ဒီ application ကကြတော့ကိုယ့်ဘာသာကိုပြင်ဆင်ကြတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ senior တွေစီကနေပြီးတော့အကူအညီတွေယူကြတယ်ပေါ့နော်မှာ proof reading ပဲဖြစ်ဖြစ်ဒါမှမဟုတ်အခုလိုမျိုး session တွေကနေ suggestion တွေပဲဖြစ်ဖြစ်ရပြီးတော့တေချာပြင်ဆင်ကြတယ်ပေါ့နော်ဒါပေမဲ့ interview ဆိုတော့အရန်စိတ်လှုပ်ရှားပြီးတော့နည်းနည်းလေးမှားတတ်ကြတာရှိရပေါ့နော်ဆိုတော့အရင်ဆုံးဒီမတို့ထူးထူးခြားခြားပေါ့နော်မတို့ကြုံခဲ့ရတဲ့ interview ကတော့နှစ်ယောက်ကတော့နှစ်မျိုးဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ကျွန်တော်တယောက်ချင်းစီကနေလည်း experience လေးကြားချင်တာပေါ့နော်အရင်ဆုံးတော့မဖြူတီစီကနေအရင်ကြားချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ interview မှာကိုယ့်ရဲ့ essay တွေကမေးခွန်းတွေကိုပဲပုံမှန် scholarship တွေလိုမျိုးပေါ့နော် essay တွေကမေးခွန်းတွေကိုပြန်မေးတာမျိုးလားဒါမှမဟုတ် unexpected questions တွေရှိခဲ့ဘူးလားပေါ့နော်မေးတဲ့နေရာမှာဘလို့အကြောင်းအရာမျိုးတွေဥတည်ပြီးတော့မေးရမျိုးရှိလဲဆိုတာလေးသိချင်ပါတယ်ခင်ဗျโอเคဟိုဒီမေးခွန်းကိုတအားဖြစ်ချင်တာပဲဘာလို့လဲဆိုတော့အမဒီအရင်နှစ်က အရင်နှစ်က scholarship 3ခုလျှောက်တယ်နော်3ခုလျှောက်တဲ့ခါမှာ interview 4ခေါက်ဖြေရတယ်4ခေါက်ဖြေရတဲ့ခါမှာတစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်ထိတ်ဆုံးတစ်ခုကကျတော့နာမည်တော့မပြောတော့ပါဘူးထိတ်ဆုံးတစ်ခုကကျတော့ဘယ်လိုဖြစ်လဲဆိုရင်အမက9နာရီမှဖြေရမှာဒါပေမဲ့ तू က8နာရီ15မိနစ်မှာဖုန်းခေါ်ပြီးတော့စောစောလာလို့ရလာတဲ့ဆိုပြီးတော့အလေးကြော်ပြီးခေါ်ဆိုတော်သေးရဲ့နိုးနေလို့လူအမနဲ့ ဆိုအဲ့လိုချိန်မှာတော့ဖြေပြီးတော့တကယ်ဖြေတော့scholarship interview က15မိနစ်ပဲကြာတယ်သူတကယ်ပုံမှန်အချိန်ကမိနစ်30ပေးထားဒါပေမဲ့အမကို45မိနစ်ကြိုခေါ်ပြီးတော့15မိနစ်ပဲ view လိုက်တယ်ပြီးတော့ 8 scholarship ကရတယ်
မအဲ့ဒါကိုတော်တော်လေးဘယ်လိုလဲမရတော့ဘူးလို့ထင်သွားဘာလို့ဆိုတင်မလား15မိနစ်ပဲနေခွန်ပေးလိုက်တာဆိုတော့စိတ်မဝင်စားဘူးလားပေါ့နော်ပြောလိုက်တာမြန်တစ်ခုခုမားသွားလားအစိုးရပြီးသွားဆိုတော့အဲ့လိုမျိုးအော်ငါဒါတော့လက်လျှော့လိုက်ပါပြီလေဆိုပြီးလက်လျှော့လိုက်တဲ့အချိန်မှာရတယ်ဆိုတော့စိတ်ဝင်စားစရာတစ်ခုရှိရပေါ့နော်ဆိုတော့သူကမေခွန်းနေလို့ပြောတဲ့အခါမှာအမထေဒီနှစ်ပိုင်းပေါ့နော်ဟိုဒီ prospect ဘာမှအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အမကျောင်း interview နှစ်ခေါက်ဖြေရတာကို prospect ဘာမှနဲ့တစ်ခေါက် ISO နဲ့တစ်ခေါက်ဖြေရတယ် prospect ဘာမှကကျတော့သူဒီအမပြောမယ်ဆိုရင်ဒီကို application မှာရေးခဲ့တဲ့ SC နဲ့ sign နဲ့မေခွန်းတွေပဲမြေ like sign နဲ့မေခွန်းတွေပဲများတယ်လို့ပြောလို့ရတယ်အာဒီ ISO ကကျတော့သူကဘယ်လိုမျိုးပြီးလဲဆိုရင်ဒီကိုကနေဒါကိုပြောင်းပြီးတော့တယောက်တည်းပြောင်းပြီး၄နှစ်လုံးသွားနေဖို့အတွက်ကိုဘယ်လောက်ပြင်ဆင်ထားပြီးပြီလဲဘယ်လောက်စိတ်ပြင်ဆင်ထားပြီးပြီလဲဘယ်လိုတွေစဉ်းစားထားပြီးလဲဆိုတဲ့ဟာမျိုးသူတို့ကသိချင်တယ်ဟိုဘယ်လိုလဲဘယ်လောက် ready ဖြစ်နေပြီလဲပေါ့နော်ပြီးတော့ဒီအမ challenging ဖြစ်တာကျတော့ prospect ဘာမှမဟုတ်ဒါ prospect ဘာမှ webinar ဆိုပေမဲ့ child stream အကြောင်းလေးနဲ့ထည့်ပြောလိုက် child stream တော့ကတော့interview ကလည်းအကြာကြီးပဲသူမေးတဲ့မေးခွန်းတွေလည်းတော်တော်လေးကိုကျေပြန့်နေလေဥပမာfinancially ပေါ့နော်ဘယ်သူကအရင်တော့ကြောင်းတက်တော့ဘယ်သူကဒီငွေကြေးထောက်ပံ့ပေးရလဲအခုရောဘယ်လိုထောက်ပံ့ပေးရလဲဆိုတော့အသေးစိတ်ဘယ်သူကထောက်ပံ့ပေးရမိသားစုတွေမှာဒီအိမ်ထောင်စုတွေမှာလူဘယ်နှယောက်ရှိတာအသေးစိတ်မေးတယ်ပြီးနောက်ကြလို့ရှိရင်လုံးဝမထင်ထားတဲ့ဟာပေါ့နော်ကိုကထိုင်းကိုရောက်တယ်အဲ့တော့ကျတော့အမ Chai Stream ကကျတော့ဒီAsia Pacific University ဟာနဲ့လျှောက်ထားတာဟုတ်ဆိုတော့ထိုင်းကိုရောက်လို့ရှိရင်ဘာလုပ်မှာလဲမြန်မာ community တွေကဘာလုပ်မှာလဲဆိုရယ်မေးခွန်းမျိုးပေါ့နော်ဆိုတော့ကြောင်သွားအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့တခုရှိတာအမဒီ interview တွေမှာကောင်းကောင်းလုပ်ခဲ့ရလို့ထင်တဲ့ဟာတခုကတော့ being honest ပေါ့နော်ခုနတင်ကြီးပြောသလိုမျိုးပဲကိုမစင်စားဘူးသေးရင်မစင်စားဘူးသေးဆိုတဲ့ဟာကိုယူတတာပြောပြပါတော့ဆိုတော့ခုနအဲ့လိုမျိုးမေးခွန်းဆိုလို့ရှိရင်တချို့ကမစင်စားဘူးလေနော်ဘလို့စင်စားဘူးကလေကိုကကြောင်းတက် scholarship ရှောင်းနေတာဆိုဟိုရရင်မြန်မာ community ဒီမြန်မာ community တို့ကဘာလုပ်ပေးမှလဲဆိုတဲ့ဟာကိုကအဲ့မှာရှိတဲ့မြန်မာ community တို့ကဘယ်လိုလုပ်ပေးမှလဲအဲ့ဒီမှာအခုဆိုရင်ကျောင်းသားတွေအဲ့လို migrate လုပ်လာတဲ့သူတွေများတော့အဲ့လိုမျိုးပြဿနာတွေဖြစ်နေရရှိအဲ့ဒါတွေကိုဘယ်လိုလုပ်ပေးမှလဲတခါမှမစင်စားဘူးလေနော်ဆိုတော့အဲ့တော့ okay မစင်စားပေးဘူးတခါမှမစင်စားဘူး please give me 2 minutes နည်းနည်းလောက်စဉ်းစားကြည့်မယ် brainstorm လုပ်မယ်အချိန်ပေးဆိုပေးရတကယ်ပေးရဆိုတော့အဓိကတော့အမထင်ဘယ်လိုပဲမေးပေါ့နော်မေးခွန်းကတော့ကိုမထင်ထားတဲ့မေးခွန်းတွေလည်းလာနိုင်တာပဲကိုကြိုပြီးတော့ကိုယ့်ရဲ့ essay ထဲမှာရေးထားတဲ့အကြောင်းအရာတွေကိုပြင်ထားရလည်းရှိလိမ့်မယ်ကိုဖြစ်နိုင်တယ်လို့ထင်တဲ့မေးခွန်းတွေလည်းရှိလိမ့်မယ်အဲ့လိုမထင်ထားတဲ့ဟာလည်းရှိပေမဲ့ I think အမထင်တော့လူရိုးသားသားဖြေလို့ရတယ်ကိုမစင်စားဘူးသေးရင်မစင်စားဘူးသေးတဲ့အကြောင်းဒီလိုဖြစ်နိုင်မလားမသိဘူးဆိုရင်ဒီလိုဖြစ်နိုင်မလားမသိဘူးဆိုတဲ့အကြောင်းပေါ့နော်အဲ့လိုမျိုးလေးပြောပြရဲဆိုရင်အဆင်ပြေမယ်ထင်တာပဲအမကျတော့တကူကလူတွေနဲ့စကားပြောရတာတိတ်ပြီးမကြောက်ဘူးပေါ့နော်ဆိုတော့မသိတယ်ဟာတာလို့ရည်နေရှိနေရ interview scholarship interview မှာလေဆိုတော့I think အဲ့လိုပေါ့ပေါ့ပါပါတအားသူတို့ကိုကြောက်တဲ့ပုံစံမျိုးမဟုတ်ဘဲねပေါ့ပေါ့ပါပါဒီသူတို့ကကိုယ့်အကြောင်းသိချင်လို့မေးတာကိုကရိုးသားတန့်ဖြေတဲ့ပုံစံမျိုးနဲ့ approach လုပ်တယ်ဆိုရင် interview မှာအဆင်ပြေမယ်လို့ထင်တာပဲအဲ့လိုမျိုးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်အကျန်းဖြစ်မှာတော့အမတော်ဆိုရင်ဘာလုပ်လဲဆိုရင်တငယ်ချင်းတွေကိုလေscholarship အဲ့လိုတငယ်ချင်းတွေနဲ့ကြာပေါက်ကြရည်ပြောနေကြတဲ့သူတွေကိုနော်ဆိုတော့အဲ့လိုအတီပေါက်မေးခွန်းတွေမီးရီချင်တာလေသိရမလားဆိုတော့သူတို့အဲ့လိုမျိုးမေးခွန်းတွေမေးခိုင်းတယ်ကိုဟာနဲ့ကိုထိန်းပြီးရအောင်ဖြေတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ practice လုပ်တယ်ဆိုလို့ရှိရင်တော့အဆင်ပြေမယ်ထင်တာပဲအတိကတော့အဖြေတွေကိုမကြက်ထိုင်ကောင်းမယ်ထင်တယ်ကြက်ထိုင်ပြဿနာတက်တယ်ပြဿနာတက်ကြက်ထားလို့မရဘူးလို့ထင်တာပဲပေါ့နော်ဆိုတော့အတတ်နိုင်ဆုံးတော့ကိုရေးထားတဲ့ essay အကြောင်းလေကိုအကြောင်းကိုသိရလေနော်ဆိုတော့ तू ကအမထင်ဒီ interview မှာကျတော့ကိုရေးထားကိုသူတို့သိချင်တာကျတော့ essay ထဲမှာရေးထားတဲ့အကြောင်းအရာတွေကကိုတကယ်ရေးထားရလားကိုတကယ်ကြုံတွေ့ရတာဟုတ်လားမဟုတ်လားဆိုတော့ तू ကပြန်ပြီး confirm တဲ့သဘောမျိုးလို့ထင်တာပဲဆိုတော့များသောအားဖြင့်တော့ကိုယ့်ရဲ့ essay ကိုကိုယ်တိုင်ရေးထားပြီးတော့ကိုအဲ့ဒီအကြောင်းအရာကိုတကယ်ကိုယ်ခေါင်းထဲမှာရှိနေဆိုလို့ရှိရင်တော့ interview ကမခက်ဘူးလို့ထင်တာပဲ yes ဒါပါပဲဘလူးတူလိုင်းကြားနေတယ်နဲ့ဒါဆိုရင်တင်ကြီးဆက်ပြီးတော့တော်တယ်နော် ဆိုတော့ဒီ interview မှာဆိုလို့ရှိရင်ခဏလေးအဲ့တော့ဒီခုနကတော့ဒီမှာဖြစ်တီပြောသွားသလိုပဲပေါ့နော်ဒီပြီးလို့ရှိရင်ဒီ interview တဲ့လူတွေမှာလည်းသူတို့တင်မလား interview တဲ့လူတွေကလည်းလူပဲကွာဆိုတော့ကြတော့သူတို့မေးလိုက်တဲ့မေးခွန်းကကိုက်ညီမှုရှိရလားဆိုတော့စိတ်မျိုးလည်းရှိမှာဆိုတဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့ enthusiasm ကိုပြဖို့လိုတယ်ပေါ့နော်ဒီ interview တဲ့လူကို respect ရှိကြောင်းပြဖို့လိုတယ်ပြီးလို့ရှိရင်ကိုယ်တိုင်လည်းပို့ပါဖြစ်နေမှာသူတို့ကိုလည်းပို့ပြီးတော့သူတို့ကလည်းကိုယ်နဲ့ vibe လုပ်လို့ရမှာပေါ့ဆိုတော့ကြတော့ကိုယ်နဲ့ vibe လုပ်လို့ရတဲ့အနေအထားမျိုးပြီးလို့
လို့ရှိရင်ပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ပေါ့နော်အမကိုယ်လည်း interview ဖြေတဲ့အခါမှာပေါ့ပေါ့ပါဖြေရတာကိုပို့ပြီးတော့သဘောကျတယ်သူနဲ့ကိုယ်နဲ့ဒီချိတ်ဆက်မိနေတာမျိုးပေါ့နော် connect ဖြစ်နေတာမျိုးဆိုကိုကအမြဲတမ်းကြီးလည်း serious ဖြစ်နေစရာမလိုဘူးသိမလားဒီရည်စရာရှိရင်ရည်လိုက်ပြောစရာရှိရင်ပြောလိုက်သိမလားကိုယ်ကလည်းပေါ့ပေါ့ပါလေးပဲဖြေသွားတာကတော့အကောင်းဆုံးပေါ့နော်ပြီးတော့ကြတော့ပြီးလို့ရှိရင်ဒီ interview မှာပါတယ်မေးများလဲပေါ့နော်ဆိုတော့အမရဲ့မေးခွန်းမှာကြတော့ဒီ essay ရဟာတွေလည်းမေးတယ်ပြီးလို့ရှိရင်ဒီအမကကြတော့ဒီမှာ first year တက်ထားပြီးသားဆိုတဲ့အခါကြတော့ဒီ first year မှာကိုယ့်ရဲ့အတွေ့အကြုံတွေကိုဘာတွေလုပ်ခဲ့လဲပြီးလို့ရှိရင်ဒီဘာလို့မလို့အဲ့ဒါကိုလုပ်ခဲ့တာလဲပေါ့နော်မေးခွန်းတော်တော်များများကတော့ကိုဖြေလိုက်တဲ့အဖြေပုံမှာထပ်ပြီးတော့မေးတာမျိုးတွေဖြစ်တယ်ပေါ့နော်ဆိုကိုဖြေလိုက်တဲ့အဖြေပုံမှာသူတို့ပိုသိချင်တာမျိုးဆိုလို့ရှိရင်ဒီထပ်ပြီးတော့သူတို့ follow up question တွေနဲ့လာတယ်ပေါ့နော်ဆိုတော့အဲ့လိုပဲဒီမဖြစ်တီပြောသလိုပဲပေါ့နော်ဒီပထမနှစ်မှာL'Oreal University ရှောက်တော့ကြတော့ဟုတ်တယ် ISO ဘက်ကလူတွေပါတဲ့အခါမှာဒီသူတို့ရဲ့မေးခွန်းတချို့ကဒီ essay ရဟာမျိုးမဟုတ်ဘဲနဲ့သူတို့ကိုယ့်ကို scenario တွေပေးပြီးတော့ကြတော့အဲ့ဒီလိုအခြေအနေမှာဆိုရင်ဘယ်လိုလုပ်မလဲဆိုတာမျိုးမေးတဲ့မေးခွန်းမျိုးတွေရှိတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီအခန်းထဲမှာကိုယ့်ရဲ့အခန်းပေါ်စောစောအိတ်တယ်လို့ကိုကစောစောမအိတ်ဘူးဆိုလို့ရှိရင်ကိုကဘယ်လိုမျိုးညှိနိုင်မလဲပေါ့အဲ့လိုပုံစံမျိုးတွေပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဟိုဒီအမားဆိုရင်ဘယ်လိုမေးခွန်းမျိုးမေးလဲဆိုလို့ရှိရင်ဟိုဘာသာရေးပေါ့နော်ဆိုဒီကိုနဲ့ပေါင်းတဲ့တငယ်ချင်းဘာသာမတူတာမျိုးဆိုလို့ရှိရင်ဘယ်ဘာသာပို့ပြီးတော့အရေးကြီးတယ်လို့ထင်လဲအဲ့လိုမျိုးမေးခွန်းတွေဒီမေးတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ဒီဟို scholarship တစ်ခုနဲ့ဒီ prospect အမှားချင်းတူတာတော့မှမေးတဲ့မေးခွန်းချင်းအဖွဲ့အစည်းကနှစ်ခုရှိတဲ့အခါကျတော့မေးတဲ့ပုံစံချင်းကမတူဘူးပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်တစ်ခုဒီအမဒီစုမြတ်တန် scholarship မှာဆိုလို့ရှိရင်လေစုမြတ်တန် scholarship ဆိုရင် interview မှာ2နာရီကြာတယ်ပေါ့ interview မှာ2နာရီကြာတယ်အရှင်လုံးဝအကြာကြီးပဲပေါ့နော်ဆိုတော့ဒီမေးတဲ့လူကလည်းမေးတဲ့ angle ကလည်းလုံးဝတော့မြန်မာနိုင်ငံအကြောင်းကိုလုံးဝအရန်ကိုသိတဲ့ဦးလေးဆိုတော့ကြာသူနဲ့စကားလည်းအရန်ပြောလို့ကောင်းတယ်ပြီးလို့ရှိရင်အဲ့မှာဆိုရင်ဒီ interview မှာဘယ်လိုတောင်မေးလဲဆိုရင်စာကြောင်းတစ်ခုကိုပြလိုက်တယ်ပေါ့နော်အဲ့စာကြောင်းတစ်ခုကိုဖတ်ခိုင်းအင်္ဂလိပ်လိုရေးထားတဲ့စာကြောင်းအဲ့ဒီပုံမှာကိုကဘယ်လိုမြင်လဲဆိုတာပေါ့နော်ဆိုတော့ဒီကိုယ့်ရဲ့ကိုဘယ်လောက်ထိတွေးခေါ်နိုင်လဲဆိုတဲ့အကြောင်းအရာမျိုးတွေမေးတာမျိုးတွေရှိတယ်ပေါ့နော်ဒီဒါပေမဲ့ဒီ process ပေါင်းမှာကြတော့ဒီအမဒီ time မှာကိုကြောင်းတက်တဲ့အခါမှာပထမနှစ်မှာဒီမေးတဲ့မေးခွန်းကကြတော့ကိုပထမနှစ်မှာပါတယ်လုပ်ခဲ့လဲဘာလို့အဲ့ဒါတွေကိုလုပ်ခဲ့တာလဲပြီးလို့ရှိရင်ဒီကိုဖြေတဲ့အဖြေပေါ်မှာမူတည်ပြီးတော့ကြတော့ဒီကိုယ့်ရဲ့ရွေးချယ်ထားတဲ့ဘာသာအကြောင်းပေါ့နော်ပြီးလို့ရှိရင်ဒီမိသားစုအကြောင်းessay ရဲ့အကြောင်းအရာတွေများတယ်ပေါ့နော်ပြီးလို့ရှိရင်ကိုဖြေလိုက်တဲ့အဖြေပေါ်မှာမူတည်ပြီးတော့ထပ်ပြီးတော့မေးတဲ့မေးခွန်းတွေ follow up မေးခွန်းတွေများတယ်ပေါ့နော်ဟုတ်ကဲ့ပါအမဆိုတော့ recap ပြန်လုပ်ရရင် be honest ပေါ့နော် own story ကိုပြောပြရတာဖြစ်တဲ့အတွက်လုံးဝessay ရေးတဲ့နေရာမှာရော interview ဖြေတဲ့နေရာမှာရောလုံးဝရိုးသားဖို့လိုတယ်ဒါကနံပါတ်1တစ်ချက်ပေါ့နော်နံပါတ်2ကတော့ဟိုအရန်ကြောက်နေရမျိုးအရန်ရှိန်နေရမျိုးမေကွန်းတွေအဖြေကြိုကြက်ထားမျိုးဒါလည်းအများစုမှားတတ်တဲ့ဟာပေါ့နော်အရန်တော့အရန်ဟိုစိတ်လှုပ်ရှားတော့မေကွန်းတွေကိုကြိုစဉ်းစားပြီးအဖြေတွေကြိုမှတ်ထားပြီးတော့အဲ့လိုပြောတာမျိုးတွေပေါ့နော်ဒါမျိုးတွေမလုပ်ဖို့ဆိုတာလည်းမှတ်လိုက်ရပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီတစ်ခေါက်မေကွန်းကကြတော့ interview ပြီးသွားပြီဆိုတော့ recommendation letter အဆင့်ပေါ့နော်ဒါကလည်းလက်ရှိမြန်မာနိုင်ငံကကျောင်းသားအများစုခက်ခဲနေကြတဲ့ပြဿနာတစ်ခုလို့ပြောရမယ်လို့ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ academic ဘိုင်းကဆရာကြီးဆရာမကြီးတွေကလက်ရှိမှာအဲ့လိုဒီလုပ်ငန်းခွင်မှာမရှိကြတော့ဘူးပေါ့နော်မရှိကြတော့တောင်းရမယ့်နေရာကတော်တော်လေးကိုရှားသွားကြတယ်အဲ့လိုအနေထားမှာအရင်တုန်းကဆိုရင်တော့မှထားပါတော့ကိုယ့်ရဲ့ဒီဌာနမှုလို့ဘာလို့ကိုတောင်းလေးရှိရအခုကျတော့အဲ့လိုဌာနမှုတွေဘာလည်းမရှိတော့ဘူးဆိုတော့ကိုယ်နဲ့အနီးကပ်နေတဲ့ဒီဆရာမတွေအဲ့လိုမျိုးဒီအနားယူသွားတဲ့ဆရာဆရာမတွေစီကပဲတောင်းရမလားပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့အခုဒီလက်တလုံးမှာဆိုလို့ရှိရင်community ကိုအကျိုးပြုမယ်ဆိုတော့volunteer အဖွဲ့အစည်းလေးတွေအများကြီးပေါ်လာတာရှိရပေါ့နော်အဲ့ဒီမှာ volunteer ဝင်လုပ်ကြတယ်အဲ့ဒီကနေပြီး recommendation letter ရကြတယ်ပေါ့နော်ဆိုတော့မတို့အနေနဲ့ဒီ recommendation letter ယူခဲ့တုန်းကရောဘယ်ကနေယူခဲ့တာလဲပေါ့နော်ပြီးတော့ဒီ recommendation letter ယူတဲ့နေရာမှာရောဘာတွေတတိထားတင်လဲပေါ့နော်ဒါလေးကိုလည်းသိချင်ပါတယ်ဆိုတော့အရင်ဆုံးမဖြူတီကနေအရင်စားလိုက်မယ်နော်မဆိုတော့အမကကြတော့တခုအဲ့တော့တော်တော်ခေါင်းစားရပါတော့ပူတူပြောသလိုမျိုးပဲကိုရဲ့ဌာနမှုတွေပါဒီတောင်းဖို့တော့ကလည်းကိုဌာနမှုတွေအကြောင်းမှမရှိတော့ဘူးနောက်တစ်ခုကပြဿနာပါလဲဆိုတော့အမ engineering ကနေ education ကိုပြောင်းလာဆိုတော့ဒီ engineering ကဒီ recommendation letter အလုံးမဖြစ်မှလည်းကြောက်တယ်ပေါ့နော်ကြောက်တယ်ဆိုတော့အဲ့လိုကိုက်ညီမှုရှိပါမလားပေါ့နော်အဲ့လိုမျိုးတော်တော်လေးစဉ်းစားလိုက်ရတယ်ဆိုတော့နောက်ဆုံးတော့အမဘာလို့ဖြစ်သွားလဲဆိုရင်အမကဒီ academic ဘိုင်းအတွက်ကိုဒီကျောင်းတက်ခဲ့တဲ့ကျောင်းကနေပြီးတော့မယူဘဲနဲ့အမကဒီ teacher training လုပ်တုန်းကအမတို့ကဒီ teacher mentorship program ပေါ့နော်ဆရာ education ကနေပြီးတော့အမအဲ့မှာ training ပြီးထားပြီးတဲ့အတွက်ဆရာ education ကိုတွားပြီးတော့တောင်းတယ်သူတို့ကလည်းပေးတယ်အဲ့ဒီတော့ကျတော့အမတို့ကအဲ့လိုရွေးခံရတယ်သူတို့เนาะဆိုတော့အဲ့ဒီတည်းမှာသူတို့ဒီဟိုအမ
ဒီ program လုပ်နေတော့ကဘယ်လိုပုံစံမျိုးရှိရဆိုတဲ့ဟာမျိုးသူတို့လည်းတေချာလေးယူယူတသားရေးပေးတယ်ဆိုတော့အဲ့ဒါလည်းတော်တော်လေးအသုံးဝင်တယ်ပေါ့နော်ပြီးတော့ဒီအလုပ်တော့ကကြတော့အလုပ်တော့ကကြတော့ activity ရဆိုတော့အမactivity ကနေပြီးတော့ရတယ်ပေါ့နော်ဆိုတော့အဲ့နှစ်ခုကတော့အမအဆင်ပြေသွားတယ်ဒါပေမဲ့တစ်ခုအကြံပေးချင်တာကဘာလဲဆိုရင် recommendation letter ကိုဟိုတက်လိုက်မှမတောင်းနဲ့ပေါ့နော်ဒါလည်းသဘောတော့ပေါက်ပြီးသားဖြစ်မှာပါ scholarship ရှောက်တဲ့သူတွေပဲတစ်ခါတလေကျလို့ရှိရင်ကိုကတခြားဟာတွေလုပ်နေနေ all recommendation letter လိုသေးရဆိုပြီးတော့ကိုယ့်ရဲ့ mentor တွေဒါမှမဟုတ်ကိုယ့်ရဲ့ဆရာတွေကိုနီးမတော့တောင်းကြတော့သူတို့အတွက်လည်းတစ်ခါတလေကျရင်အဆင်မပြေရမျိုးဖြစ်နိုင်တယ်ဒါကိုက respect ရှိနဲ့ကို recommend လုပ်ပေးဖို့တွားပြီးတောင်းတာဖြစ်တဲ့အတွက်အမဘယ်လိုလဲအကြံပေးရမယ်ဆိုလို့ရှိရင်တော့စောစောစီးစီးပေါ့နော်ကြိုပြီးတော့အချိန်တေချာပေးပြီးတော့တေချာလေးရေးပြီးလို့ရအောင်လို့ဟိုကြိုပြီး request လုပ်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီကိုယ့်အကြောင်းကိုတည်တဲ့ကိုဒီဥပမာအဖြစ်အတန်းတွေထဲမှာဆိုရင်ဘယ်လိုမျိုးစတင်လဲ academic နဲ့ work နဲ့လို့ရမှာဟုတ်တယ်ဆိုတော့ဒီကိုယ့်ရဲ့ learning process ကဘယ်လိုရှိရဆိုတော့တေချာသဘောပေါက်တဲ့သူဒါမှမဟုတ်ကိုဒီဘယ်လိုမျိုးဒီ scholarship နဲ့ထိုက်တယ်နဲ့ဆိုတဲ့ဟာကိုတည်တည်ချာချာပြောပြပေးနိုင်တဲ့သူကိုတေချာလေးrequest လုပ်ပြီးတော့ပေါ့နော်အဲ့လိုတောင်းတာကြိုပြီးတော့တောင်းတာမျိုးတော့အမ recommend လုပ်ပါတယ်ပြီးတော့တက္ကသိုလ်မှရေတော့မဟုတ်လေရမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့အမအဲ့ဒီ recommendation letter နဲ့ဆောင်ကို scholarship 3ခုလုံးအတွက်သုံးခဲ့တာအစင်လည်းပြည့်တယ်ရွေးလည်းခံရတယ်ဆိုတော့ရတယ်လို့ထင်တာပဲပေါ့နော်ဆိုတော့ yeah ဟုတ်ကဲ့ပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုအမတင်ကြီးရလည်းပြောပြပါအောင်အမတို့ကရောဒီ recommendation letter နဲ့ပတ်သက်ပြီးတော့ဘယ်သူတွေကိုစီအားယူခဲ့လဲပေါ့နော်ပြီးတော့ဘာတွေတတိထားတင်လဲဆိုတဲ့ suggestion လေးလည်းပြောပြပါအောင်ဗျဟုတ်ကဲ့ပါဒီမေးခွန်းထဲမှာတွေ့မိတာတော့ဗောနော်ဒီ recommendation letter ကိုဒီ community leader တွေစီကနေတောင်းရမလားဒါမှမဟုတ်ဆရာတွေစီကနေတောင်းရမလားသူတို့တွေးရဖြစ်တယ်ဗောနော်အဓိကတော့အမထင်တာတော့ကိုရေးထားတဲ့ essay တွေကလူတစ်ယောက်ဖြစ်ကြောင်းကိုတေချာ convince ပေးနိုင်တဲ့လူစီကနေတောင်းတာအကောင်းဆုံးပဲဗောနော်ဆိုရင်ဒီကိုရေးထားတဲ့ essay နဲ့ကိုကဒီလိုလူတစ်ယောက်ဖြစ်ပါတယ်ဆိုတော့ထောက်ခံပေးမဲ့လူမျိုးဗောနော်အမကဒီပထမနေ့ရှောက်တော့ဆိုလို့ရှိရင်ရန်ကုန်သူမီရှဲတီလာတော့မသိဘူးရန်ကုန်သူမီရှဲဒီသူ influencer ပေါ့နော်ဆိုသူကဒီအင်္ဂလိပ်စာသင်မှုဆိုပြီးတော့မြန်မာနိုင်ငံအကြောင်းသားတွေ scholarship ပေးတယ်ပေါ့နော်ဆိုတော့အဲ့မှာအမကအဲ့ဒီ scholarship ကိုရသွားတဲ့အခါကျတော့ဒီအမမှလည်းအဲ့လိုပဲဒီကျောင်းကနေပြီးတော့ကျောင်းထွက်လိုက်တဲ့အခါကျတော့ကျောင်းကနေပြီးတော့တောင်းလို့မရဘူးပေါ့နော်တောင်းလို့မရတဲ့အခါကျတော့အမကဒီအပြင်ကဒီအမကိုသိတဲ့လူတွေစီကနေတောင်းတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီအမမီရှဲဆိုလို့ရှိရင်ငါကတကယ်ကိုပဲဒီအင်္ဂလိပ်စာတက်ဖို့လို့အတွက်တော့ခက်ခဲလို့ scholarship နဲ့တက်ရတဲ့လူတစ်ယောက်ဆိုတာမျိုးသူ့စီကနေ recommendation letter တောင်းလိုက်တဲ့အခါမှာကိုကတကယ်ကိုပဲလိုအပ်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုဒါသက်သေပြပြီးသားဖြစ်သွားတယ်ပေါ့နော်ဒါအင်္ဂလိပ်စာတော့မှငါအနေနဲ့ scholarship နဲ့တက်ခဲ့ရတာဆိုတာမျိုးပြီးတော့ကြတော့နောက်တစ်ခုကဒီရန်ကုန် University of Economics မှာကျောင်းတက်တော့ဒီကနေဒါကနေပြီးတဲ့ scholarship ရတယ်ပေါ့နော်ဒီရန်ကုန် University of Economics မှာကျောင်းတက်ဖို့လို့ပေးတဲ့ scholarship ပေါ့နော်ဒီကနေဒါ Center Foundation ဆိုတာကနေရတယ်ရတော့ကြတော့ပထမနေ့မှာကနေဒါကိုလျှောက်တာကို interview မှာပြုတ်သွားတယ်ပေါ့နော်ဒီအဲ့ essay အဆင့်မှာပါတယ်ဆိုတော့ကြတော့သူတို့ရဲ့ recommendation letter တွေကအလုပ်ဖြစ်တယ်လို့ပြောရမှာပဲပေါ့နော်ဆိုတော့အဲ့ဒီ foundation ကနေပြီးတော့အမတောင်းတယ်ဒီအမကဒီရန်ကုန် University မှာတက်တုန်းကလည်းဒီအမရဲ့ဒီ potential ရှိတဲ့အတွက်ကြောင့်မလို့သူတို့ကဒီလို scholarship မျိုးပေးခဲ့ပါတယ်သူကတော့ဒီ community အတွက်အကျိုးပြုဖို့အတွက်လည်းဆရာထက်သန်တဲ့လူတစ်ယောက်ဖြစ်တယ်ဒီ academic ဘိုင်းမှာလည်းထူးချွန်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတော့သူတို့ကထောက်ခံပေးတယ်ပေါ့နော်ကိုနဲ့တေချာသိတဲ့လူတစ်ယောက်ကကိုအကြောင်းကိုတေချာသိတဲ့လူတစ်ယောက်ကထောက်ခံပေးတာမျိုးပေါ့နော်ဆိုတော့ကြတော့ပထမနေ့မှာတော့အမအဲ့ဒီနှစ်ရက်ဒီမမီရှဲနဲ့ဒီကနေဒါစင်တာဘက်ကနေတောင်းလိုက်တယ်ပေါ့နော်တောင်းလိုက်တယ်အဲ့မှာ interview ထိပါပြီးတော့မှအင်တာဗျူးကျမှပြုတ်သွားတယ်ပေါ့နော်ဒုတိယနှစ်မှာကျတော့မကဒီ university စတက်နေပြီဆိုတဲ့အခါကျတော့အကျောင်းမှာဆရာကြီးနဲ့လည်းအများကြီးသိတယ်ပေါ့နော်ဆိုတော့ကိုကဒီeconomics မှာဘယ်လောက်ထိ passion ရှိချောင်းကိုပြချင်တာပြချင်တယ်ဆိုတဲ့အခါကျတော့ဒီ economics သင်တဲ့ lecturer ဆီကနေတောင်းတယ်ပေါ့နော် lecturer ဆီကနေတောင်းတယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒီကို project တွေမှာဘယ်လောက်ထိဦးဆောင်ခဲ့လဲဆိုတာမျိုးပြချင်တဲ့အတွက်ကြောင့်မလို့ဒီတခြားဒီ project တွေလုပ်ရတဲ့ဆရာတယောက်ဆီကနေတောင်းတယ်ပေါ့အဓိကကကိုတကယ်သိပြီးတော့ကြတော့ကိုကဒီလိုလူတယောက်ဖြစ်ပါတယ်ဆိုတာကိုတေချာပေါက်ထောက်ခံပေးနိုင်မဲ့လူတွေဆီကနေတောင်းပေါ့နော်ဘယ်သူဆီကတောင်းရမယ်လို့တော့မဟုတ်ဘူးကိုဖော်ပြချင်တဲ့လူတယောက်ဖြစ်တယ်ဆိုတာကိုသူတို့ကသက်သေပြုပေးနိုင်တဲ့လူမျိုးဆီကနေတောင်းပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဒီတော်တော်များများမြန်မာနိုင်ငံရဲ့အကြောင်းသားတွေကြုံရတဲ့အခက်အခဲကိုဖြေရှင်းနိုင်ခဲ့တယ်လို့တော့ကျွန်တော်ယူဆရပါတော့ဘာလို့လဲဆိုတော့
အဲ့ဒါခဏကျွန်တော်တို့အမေးခံရတာရှိရဲ activity မှာဆိုလဲလာပြီးတော့အကူအညီတောင်းကြတာရှိရဲပေါ့နော်ကျောင်းကဆရာဆရာမတွေကအလုံးမလုံးတော့တာကြောင့်ဘယ်လိုတောင်းရမလဲမရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့concern ကိုလည်းဖြေရှင်းပြီးသားဖြစ်မယ်လို့ထင်ပါတယ်ဆိုတော့ဒါကတော့နောက်ဆုံးမေးခွန်းပါဆိုတော့အများကြီးလည်းဖြေပြီးသွားပြီဆိုတော့ဗောနော်နောက်ဆုံးမေးခွန်းလေးတစ်ခုပဲမေးချင်ပါတယ်နောက်ဆုံးမေးခွန်းကတော့ဗာလဲဆိုတော့ဒါအခုကတော့ဒါမှတို့နှစ်ယောက်လုံးဒီ Prospect Burma Scholarship winner တွေဖြစ်သွားကြပြီပေါ့နော်နောက်တခြားသောနေရာတွေမှာလည်း scholarship တွေရခဲ့ကြဘူးတယ်အခုလက်ရှိမှာတော့ Prospect Burma ကနေ scholar နဲ့ကျောင်းတက်နေကြရပေါ့နော်ဆိုတော့အမားတို့ဒီ scholarship လျှောက်တဲ့အခါမှာအမားတို့ကိုယ်တိုင်တောင်မှမှားခဲ့ဘူးလားဒါမှမဟုတ်မှားလို့နေပါဖြစ်ခဲ့ဘူးတဲ့အခက်အခဲတွေအထူးသဖြင့်ဒီစာတဲ့ application state နဲ့ပတ်သက်ပြီးတော့ဗောနော်မှားခဲ့ဘူးလားနောက်မှဒီလိုမျိုးပါလားဆိုပြီးတော့သတိထားမိဘူးလားဒါမှမဟုတ်မှားကန်ပြီးဖြစ်ခဲ့ဘူးတဲ့အခြေအနေလေးတွေနောက်လူတွေသတိထားလို့ရအောင်လို့ပြောပြပေးလို့ရမလားခင်ဗျဆိုတော့အမဖြူသေးကနေအရင်စားလိုက်မယ်ဗောနော်မားဘူးတော့မာပပစစဆိုဘာဖြစ်လဲဆိုရင်အမက scholarship လျှောက်တာနှစ်ကိုနော်နှစ်ကိုမှပထမတစ်နှစ်ကခုနပြောလိုမျိုးပဲ interview ထိတစ်ခုကတော့ interview prospect Burma နဲ့ child stream ကိုလျှောက်တာ prospect Burma ရဲ့ interview ပါပဲမဲ့ child stream ကလုံးဝဘာမှဘာအဆင့်မှထပ်မရောက်တော့အေး application အဆင့်နဲ့တွေရက်သွားဆိုတော့ပြဿနာဘာဖြစ်လဲဆိုရင်အေး child stream လျှောက်တော့အမထိတ်ဆုံးနေမှာ deadline ဒီမှာလုပ်တယ် deadline ဒီမှာလုပ်တယ်အဲ့ဒါအကြီးဆုံးအမပဲပြဿနာဘာဖြစ်လဲဆို child stream ကဟို scholarship လျှောက်တာဟုတ်ပေမဲ့admission letter တစ်ခါရေးထည့်ရတယ် admission letter တစ်ခါရေးထည့်ရတယ်ဒါပေမဲ့အမကဒီမနှက်ဖြန်လို့deadline ပိတ်တော့မယ်ဆိုတဲ့အချိန်ကျမှ essay ထားရေးပြီးတော့ document တွေစစုတယ်ဆိုတော့ recommendation letter ကြိုပြီးတောင်းထားတာမရှိဘူး essay လည်းကြိုမရေးထားဘူး admission လည်းမလုပ်ထားဘူးဆိုတော့ဘာမှမလုပ်ထားဘဲနဲ့အဲ့ဒီတရက်အတွင်းကိုပြီးအောင်လုပ်လိုက်တော့တော်တော်လေးလည်း rush ဖြစ်တယ်ကို recommendation တော့တောင်းရတဲ့သူတွေလည်းအားနာရတယ်ပဲပြီးတော့ရေးထားတဲ့ essay ကိုဖတ်ခိုင်းဖို့လည်းအဲ့ချိန်မှာတင်မလားပူလောင်နေရလေနော်ဆိုတော့ဖတ်ခိုင်းရတဲ့သူတွေလည်းအားနာရတယ်ဆိုတော့အဲ့ဒီဟာတစ်ခုပေါ့နော်ဆိုတော့တေချာတာတော့လိုတဲ့ document တွေကိုကြိုပြီးတော့ checklist နဲ့ကြိုပြီးတော့ပြင်ကြိုတောင်းရမယ့်ဟာတွေဆိုရင်ကြိုပြီးလုပ်ထားရကောင်းတယ်တကယ်တော့ဒီ scholarship တွေဆိုရင်ကိုကရှောက်မယ်လို့စဉ်းစားထားပြီးသားဆိုရင် recommendation letter တွေဆိုရင်သူတို့ application စာမဖွင့်ခင်ရင်ကိုကြိုတောင်းထားလို့ရတယ်အဲပြီးတော့ဒီကို recommendation တောင်းတဲ့သူတွေကိုလည်းပဲကိုကဒီ scholarship တွေရှောက်မယ်ဆိုတာမျိုးဘာလို့ဆိုတော့ scholarship recommendation letter တစ်ခုတည်းကိုပဲ3ခုပွားပြီး3လို့လည်းမရဘူးเนาะတေချာလေးဒီ scholarship organization ကိုတိုင်တယ်ပြီးရေးထားတဲ့စာမျိုးဖြစ်တင်တာဆိုတော့အမဆိုလို့ရှိရင်ဒီဒုတိယတစ်နှစ်ကျတော့ဘာလုပ်လဲဆိုရင်ကြိုပြီးတော့ okay ဒီနှစ်တော့ဒီ3ခုရှောက်ဖို့စဉ်းစားထားတယ်3ခုရေးပေးလို့ရလားဒီ address လောက်တာလေ address ကိုတေချာလေးခွဲပြီးတော့ဒီတစ်ခုဆိုဥမာ DISP အခုတော့မရှိတော့ဘူး DISP တော့ဆိုလို့ရှိရင်သူအဲ့လို leadership တွေပါတယ်ကိုနည်းနည်းလေး SE ထဲမှာမေးရများရလေနော်ဆိုတော့အဲ့ဒီ diversity inclusion နဲ့ပတ်သက်တဲ့ဟာအဲ့တစ်ခုဆိုရင်ဒါလေးကိုနည်းနည်းလောက် focus လုပ်ပြီးတော့ရေးပြီးရင်ကောင်းမယ်ဒီဟာဆိုလို့ရှိရင်တော့ community service ပဲဒါလေးကိုနည်းနည်းလေး focus လုပ်ပြီးရေးပြီးရင်ကောင်းမယ်ဆိုတဲ့ဟာမျိုးကြိုပြီးတော့တစ်လနှစ်လလောက်ကြိုပြောထားတယ်ပြီးလို့ရှိရင်ရတဲ့အချိန်ကျရင်ဘာလို့တာရှိလဲဘာညာတေချာလေးပေါ့နော်ကိုကယူယူကျူးကျူးနဲ့တောင်းရတာပေါ့ဘာလို့ဆိုကိုကအများကြီးလိုချင်တယ်တေချာလေး prepare လုပ်ထားတဲ့ဟာမျိုးလေးလိုချင်တာဆိုတော့မှာရမယ်ဆိုရင်တော့တေချာကြိုပြီးတော့ဆိုနီးမမလုံးနဲ့နီးမလုံးရင်ပြဿနာတက်လိမ့်မယ်ဒါကတော့ဒီ application process နဲ့ပတ်သက်ပြီးမှာဖူးတာပေါ့နော်တခြားတော့မရှိဘူးထင်တာပဲ yeah အဲ့တခုပဲထင်တယ် thank you စာရေးစာရေးနဲ့ပတ်သက်ပြီးတော့မှားခဲ့ဘူးတာမျိုးတော့မရှိဘူးပေါ့နော်။ပြီးလို့ရှိရင်ဒီနှစ်ဆိုရင်ပို့ပြီးတော့သေချာတယ်ပေါ့နော်။ဒီနှစ်ဒီမှာကျောင်းတက်လာတဲ့ခါကျတော့စာရေးစာရေးတွေကအကုန်လုံးပြည့်စုံရှိနေတာပေါ့နော်။ဆိုတော့အဲ့လိုမျိုးမှားခဲ့ဘူးတာတော့မရှိဘူး။ဒါပေမဲ့ဒီမှာဖြစ်ပြီးပြောသလိုပဲပေါ့နော်။တကယ်ကိုပဲ deadline နဲ့မှမလုပ်နဲ့ပေါ့နော်။ပြီးလို့ရှိရင်နောက်တစ်ခုက application form ဖြည့်တဲ့အခါမှာပြဿနာတစ်ခုတက်ခဲ့ပြီးလုံးဝပထမဆုံးနှစ်မှာပဲ။ဆိုတော့ဒီ prospect ပေါ်မှာ application ပဲဖြည့်တဲ့အခါမှာသူကဒီ information တွေဖြည့်ပြီးသွားလို့ရှိရင်နောက်ထပ်page တစ်ခုကိုသွားလိုက်လို့ရှိရင်ဒီအရှိရဟာတွေက auto save ဖြစ်ရမှာအရှိရ information တွေက auto save ဖြစ်ရမှာဒါပေမဲ့နောက်တစ်ရက်ကိုသွားလိုက်တယ်ကိုက submit လုပ်တော့မယ်ဒါပေမဲ့အရင်နီးနေတယ်ပေါ့နော်ဒီ deadline ကအရင်နီးနေတဲ့ခါကျတော့ဒီ website ကိုဒီ portal ဝင်တာတွေကအရင်များတော့ပေါ့နော် technical error ဖြစ်သွားတယ်တင်တယ်နောက်တစ်ရက်ကိုသွားတယ်ပြန်ကြည့်တဲ့အခါမှာကိုဖြည့်တဲ့ဟာတွေကမရှိတော့ဘူးပြန်ဖြည့်လိုက်တယ်နောက်တစ်ရက်ကိုသွားတယ်ပြန်ကြည့်တဲ့အခါမှာမရှိတော့ဘူးเนาะအဲ့လိုမျိုးပြဿနာမျိုးတက်တာအဲ့တော့ဒီ information တွေမပါဘဲနဲ့ submit လိုက်ရတယ်เนาะဆိုတော့ကြတော့ဒါကဒီ deadline နီးမှလောက်တာရဲ့အကျိုးကျေးဇူးပေါ့နော်ဆိုတော့ကြတော့ deadline နီးမှမလုပ်ဖို့ပေါ့နော်လို့ technical error တွေကလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကြတော့အနည်းဆုံးဒီ application form ဖြစ်မယ်ဆိုရင်အနည်းဆုံးတော့ဒီ10ရက်လောက်ပဲဖြစ်ဖြစ်ကြိုပြီးတော့တင်ထားတာကောင်းတယ်ပေါ့နော်ဘာလို့လဲဆို deadline နီးမှဆိုရင်ဒီဝင်တဲ့လူတွေကအများများတဲ့အခါကျတော့ technical error တွေရှိနေတယ်ပေါ့နော်
ဟုတ်ကဲ့ပါမတို့ကျေးဇူးအများကြီးတင်ပါတယ်ဖြစ်ပြီးအတွက်တက်လိုင်းဒီမှာမလုံးနဲ့ဆိုတော့ခဏခဏကြားရတယ်ဒါပေမဲ့အချင်းကပါနေတော့တက်လိုင်းဒီမှာလုံးတဲ့အချင်းရှိရပေါ့နော်ဆိုတော့ဒီတစ်ခေါက်မှာတော့သေချာလေးမှတ်သားထားဖို့လိုတယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဒါကျွန်တော်စီကမေခွန်းတွေကတော့ဒီလောက်ပဲပေါ့နော်မေခွန်းတွေကတော့တော်တော်လေးကိုများတယ်ဒါပေမဲ့အချိန်ကန့်သတ်ကြောင့်ကျွန်တော်ကတော့website တွေမှာရှာဖို့မလွယ်တဲ့မေခွန်းတွေတခြားသူတွေစီကကြားဖို့ခက်တဲ့မေခွန်းတွေကိုပဲဦးစားပေးပြီးတော့ရွေးထားဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ participant တွေထဲမှာလည်းကိုသိချင်တဲ့မေးခွန်းတွေရှိရဆိုရင်တစ်ချက်လောက် raise hand လေးလုပ်ပြီးတော့ကိုယ်တိုင်ကိုယ်ကြမေးလို့ရပါတယ်။နောက်ဆက် raise hand မတွေ့တဲ့အချိန်တွေမှာတော့လေကျွန်တော် chat ထဲမှာမေးခွန်းတွေတော်တော်လေးကိုတွေ့တာဆိုတော့အဲ့ဒီမေးခွန်းလေးဘက်ကိုအရင်သွားလိုက်ပါမယ်ခင်ဗျ။ဆိုတော့မေးခွန်းလေးတွေကိုယ်တိုင်မေးချင်တယ်ဆိုရင် raise hand လေးတော့တစ်ချက်လုပ်ထားပေးပါနော်။ဆိုတော့ဟုတ်ကဲ့ပါဒါဆိုရင်อืมမတင်ကီကိုတော့ဒီမေကွန်းလေးမေးချင်တာပေါ့နော်ဒီပါနာမဟုတ်တဲ့ University ကနေပြီးတော့ offer ရထားပြီးသားဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒီ prospect ပါမှာရှောက်လို့အဆင်ပြေပါမလား scholarship ရနိုင်ပါမလားပေါ့နော်ဆိုတော့အမရဲ့suggestion လေးပြောပြပါအောင်ဗျ ဘာနာမဖြစ်တဲ့ university ကနေရထားလဲရှောက်လို့ရတယ်ပေါ့နော်အဓိကရှောက်လိုက်ဟိုရှောက်မှပဲရမှာလေသိမလားဆိုတော့ပြီးလို့ရှိရင်ဒီဘာနာ university တွေကလည်းအများကြီးမရှိဘူးပေါ့နော်ဆိုတော့တခြားဒီဘာနာ university မဟုတ်တဲ့university တွေကနေပြီးတော့ရှောက်ပြီးတော့ရသွားတဲ့လူတွေလည်းအများကြီးပဲပေါ့နော်ဒီအမားတို့ချင်းမိုင် university ဆိုလို့ရှိရင်လည်းဘာနာ university မဟုတ်ဘူးပေါ့နော်ဒီချင်းမိုင် university economics program နဲ့ပါနာမဟုတ်ဘူး prospect ပါမှာနဲ့ဆိုတော့ကြတော့ပါနာမဟုတ်လို့ရှောက်လို့မရဘူးဆိုပြီးတော့မရှိဘူးပေါ့နော်အဓိကကတော့အဓိကကြည့်မှာကကိုကဘယ်လိုလူလဲကိုကအနာဂတ်မှာဒီcommunity မှာဘယ်လောက်ထိအကျိုးပြုမဲ့လူလဲဒါမျိုးပေါ့နော်အဓိကကိုယ့်ရဲ့ essay နဲ့ကိုကကိုယ့်ကိုဘယ်လိုပုံဖော်လဲဆိုတာအရေးကြီးဆုံးပဲအဓိကကတော့ကိုကဘယ် university ကိုသွားတယ် university ကပနာမဟုတ်လို့ကိုတောင်းတဲ့ပမာဏအများလို့အဲ့ဒါတွေကအများကြီးဒီ application မှာသွားပြီးတော့တက်ရောက်မယ်လို့တော့မထင်ဘူးပေါ့နော်အဓိကကိုယ့်ကိုပဲသူတို့လိုချင်တဲ့လူတရားဟုတ်ရဲ့လားပေါ့နော်ဟုတ်ရဲ့လားဒီဘယ်လိုပုံဖော်မလဲဆိုတာကအရေးကြီးဆုံးပဲပေါ့နော်ဟုတ်ကဲ့ပါနာ university မဟုတ်လည်းရှောက်လို့ရပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအမကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်ချက်လေးရမိကုန်နေစမသွားခင်မှာ reason လေးလောက်ထားရှိရကျွန်တော်အရင်တော့လှည့်ပေးလိုက်မယ်ပေါ့နော်ဟုတ် chine ကလက်လေးထောင်တာဆိုတော့ chine တစ်ချက်မေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဒီwebinar လုပ်ပေးတဲ့အတွက်ပေါ့နော်ကျွန်တော်ရင်2ရက်လောက်ကလည်းအဲ့ prospect ဘာမှလုပ်တဲ့ဟိုကလည်းတက်ဖူးခဲ့တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးပြပြစုံမဟုတ်ဘူးဆိုတော့ဒီလိုမျိုးတော်လေးတေချာကြားပါတယ်ခင်ဗျ experience နဲ့လေဆိုတော့ကျွန်တော်ကတော့ essay ရေးတဲ့ဟာမှာနည်းနည်းလေးပိုသိချင်တာပေါ့နော်ဆိုတော့ essay ရေးတဲ့ဟာမှာလေကျွန်တော်ဒီပုံမှန်ကျွန်တော်ရေးနေကြတိုင်းဟိုမှာ introduction မှာ topic set ရေးလိုက်တယ်ပြီးတော့အဲ့ topic မှာတခါတည်းကိုမဖြစ်သေးတဲ့ခါတည်း no လောက်နေပြီဆိုတော့အဲ့လိုဘယ်လိုမျိုး frame လောက်သွားလဲပေါ့နော်ကျွန်တော်ကျွန်တော်ရေးရတာကျတော့ဒီကိုကျွန်တော် INGO မလုပ်ခဲ့ဆိုတော့ဒီ INGO မှာပြဿနာကိုတွေ့ရဒီပြဿနာကိုဖြေရှင်းခြင်းလို့ဒီ program ကိုရွေးပြီးတော့မှလုပ်မယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့လိုမျိုးကိုကျွန်တော်အများကြီး frame လောက်တာကျတော့ဒီ introduction မှာဒီလိုမျိုးတွေ့တယ်ငါဖြေရှင်းမယ်ပြီးတော့မှဒီ paragraph နှစ်ခုမှာကျတော့ဒီလိုရေးမယ် conclusion မှာကျတော့ပြန်ချုပ်မယ်ဒီလိုမျိုးဘယ်လိုမျိုး frame ရေးလဲပေါ့နော်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်သင်ကြီးရင်သွားချင်လာတာမို့အမရင်သွားလိုက်အမပဲရင်သွားလိုက်ပါ Okay ဆိုတော့အမ suggestion ဆိုလို့ရှိရင်တော့ဒီ scholarship essay တွေကလေဒီ academic essay လိုမျိုး approach မလုပ်လဲရမယ်လို့ထင်တာပဲအမတော့ဆိုရင်အဲ့လို approach မလုပ်ခဲ့ဘူးဘာလို့လဲဆိုရင် तू မေးထားတဲ့မေးခွန်းတွေပဲ break down လုပ်ပြီးတော့အဲ့ဒီဟာကိုပဲဒီlogically make sense ဖြစ်အောင်လို့ပေါ့နော် narrative သဘောမျိုးနဲ့တွားလိုက်တယ်ဒီကိုယ့်ရဲ့ပုံပြင်တစ်ခုပြောပြနေတယ်လို့မျိုးပေါ့နော်ပုံပြင်ပြောပြနေတယ်လို့မျိုးသူ့ရဲ့မေးခွန်းတွေကိုလည်းဖြေတယ်ဒါကြောင့်မလို့ဒါလုပ်တယ်ဆိုတဲ့ဟာမျိုးချိတ်ဆက်ပြီးတော့တွားတယ်အဲ့လို introduction နဲ့ conclusion ပုံစံမျိုးတွေမထည့်လိုက်ဘူး conclusion တစ်ခုမှမပါဘူး essay ထဲမှာပေါ့နော် introduction လည်းမပါဘူးဆိုတော့ကိုကဘယ်လိုပုံစံမျိုးနဲ့အမတော်ကတော့ဘယ်လိုတွားလိုက်လဲဆိုခလို့ hook ပုံစံမျိုး narrative ပုံစံမျိုးတော့ကြားဖူးမဲ့ထင်တယ်အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ကိုကဒါကြောင့်မလို့ဒီကနေပြီးဆက်ပြီးတော့ဘယ်လိုဖြစ်လာတယ်ဆိုတဲ့ဟာမျိုးတစ်ခုနဲ့တစ်ခုအဲ့လိုတစ်ပိုင်းနဲ့တစ်ပိုင်းချိတ်ပြီးတော့တွားလိုက်တဲ့ပုံစံမျိုးပဲတွားလိုက်တယ်ခြိုက်အဲ့ဒါဟိုအဲ့လို did I answer your question does that make senseဟုတ်ကဲ့ကျွန်တော်အဲ့စဉ်းစားနေရဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျနောက်တစ်ခါလေးမေးချင်လို့လေတကယ်လို့အမားတို့ရဲ့ဒီ society ထဲမှာ connection ထဲမှာရောဒီ PhD scholarship ရတာဟာမျိုးရှိလားပေါ့နော်ဆိုတော့ဒီ prospect ဘာမှလေအများကြီးကျွန်တော်နည်းလေးတွေ့တာရှာလို့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီလောက်ပါပါခင်ဗျPhD တော့မတွေ့ဘူးနော်တကယ်ကိုစောလေးမြင့်ဆိုလား तू က PhD ကျန်တယ်နော်မဟုတ်တယ်နော်ဒီချာဘယ်သူတွေပါတင်နေလဲဆိုတော့သေချာမသိဘူးပေါ့နော် तू ကတော့ဒီ post graduate degree တခုတော့တက်နေတယ် PhD လား master လားတော့မသိဘူးอืมဟုတ်ကဲ့အဲ့ဒီတော့မိတ်ဆက်တဲ့နေ့မှာတချို့တော့တွေ့လိုက်တယ် PhD ရှိတယ်တင်တယ်
မသိချာဘူးဖြစ်နေ sorry ပါဟုတ်ကဲ့ပါအမတော့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုရင်နောက်ထပ်ဖတ်ဆိုရဲ PT ဆိုတာဟုတ်မေးလို့ရပါတယ်ခင်ဗျာ recently ချပြီးဟုတ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျကျွန်တော်မေးချင်တာကလေဒီ prospect Pharma ရဲ့application ပေါ်တဲ့ထဲမှာပေါ့နော်ဒီကျောင်းစိတ်ကိုတွက်တဲ့အခါမှာလေအဲ့ဒါလေးနည်းနည်းမရှင်းမလင်းဖြစ်လို့လေနော်ဒီသူတို့ဒီ webinar မှာနားထောင်တာကတော့ဒီတနည်းချင်းစီရှောက်ရတဲ့သဘောမျိုးလို့နားလည်တာပေါ့နော်ဆိုတော့ရှောက်ချင်းမှာဒီကျောင်းရဲ့ဒီ master ဖြစ်ဖြစ်ဒီ bachelor ဖြစ်ဖြစ်ပေါ့နော်ကိုရဲ့ဒီပထမ academic year အတွက်ဂုဏ်ကြစိတ်ကိုပဲတွက်ရမှာလားပေါ့နော်နောက်ပြီးတော့ဒီပြန်ရှောက်ရတယ်လို့ပြောတော့နောက်ထပ်ပြန်ရှောက်တဲ့အခါမျိုးမှာကြတော့အခုဒီဘယ်လိုမျိုးprocess ကပြန်သွားတာလဲပေါ့နော်အဲ့ဒါလေးမေးချင်တာပါကျေးဇူးပါတော့ဒီ prospect ပေါ်မှာရဲ့ funding မှာဖြည့်ရတာကတော့တစ်နှစ်စာဖြည့်ရတာတင်တယ်နော်တစ်နှစ်စာအတွက်ကုန်ကျစရိတ်ကိုဖြည့်ပေးရတာပေါ့နော်ဒီ living expense တွေတွက်ပြီးတော့ပြီးလို့ရှိရင်ဒီ tuition fees ကဘယ်လောက်ကျမလဲပေါ့နော်ဒါတွေကိုတွက်ပေးရတယ်ပြီးလို့ရှိရင်နောက်နှစ်မှာထပ်လျှောက်ရတာကြတော့ဒီလိုမျိုးပြန်လျှောက်ရတယ်ဒီလိုမျိုးတခြားလူတွေနဲ့တူတူလျှောက်ရတာမျိုးမဟုတ်တော့ဘူးမတို့မှာကြတော့ဒီ continuing scholar ဆိုပြီးတော့သူတို့ကနေပြီးတော့သက်သက် email နဲ့ပို့ပေးတာပေါ့နော်ဒီထပ်လျှောက်မဲ့ကျောင်းသားကျောင်းသူတွေကိုပေါ့နော်ဆိုတော့ဒီထက်ရှောင်မဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ကဘာတွေလိုအပ်လဲဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ GPA ကိုထိန်းထားရတာမျိုးတွေပြီးလို့ရှိရင်နောက်တစ်ခုကဒီပထမနှစ်မှာကိုရခဲ့တဲ့ scholar နဲ့ဘာတွေလုပ်ခဲ့ရဆိုတဲ့ report ရေးပေးရတာမျိုးတွေပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီထက်လျှောက်တဲ့လူတွေအတွက်ကတော့ဒီထပ်ပြီးတော့ရွေးချယ်ခံရဖို့ပို့ပြီးတော့များတယ်ပေါ့နော်အခွင့်ရာခိုင်တော့တော်တော်များများအားလုံးဒီပါပြန်ပြီးတော့ပေးတယ်ပေါ့နော်ဒီကျောင်းကျောင်းမပြီးမချင်းရတာမျိုးတွေပဲများတယ်ပေါ့နော်ဆိုတော့ကြတော့ဒီတက်လျှောက်ရတဲ့လူတွေနဲ့ပထမဆုံးလျှောက်တဲ့လူတွေနဲ့တော့မတူဘူးပေါ့နော်ဒီ application form ချင်းလည်းမတူဘူးဒီမှာတော့ဒီ portal မှာဒီပထမနှစ်မှာလျှောက်တဲ့လူတွေရဲ့ portal မှာဖြစ်ရတာမျိုးလည်းမဟုတ်ဘူးပေါ့နော်ဆိုတော့ကိုကဒီ funding ကိုတွက်တဲ့အခါမှာတော့ကိုယ့်အတွက်တစ်နှစ်စာပေါ့နော်ဒီသူ့ရဲ့ funding session မှာလည်းပြထားတယ်ပေါ့နော်ဘယ်နှစ်နှစ်စာတွက်ပေးရမယ်ဆိုတာမျိုးပြထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီ information တွေကိုသေချာဖြည့်ပြီးတော့ကြတော့ဒီကိုခံမှန်းထားတဲ့ပမာဏကိုဖြည့်ပေးပေါ့နော်ဖြည့်ပေးပြီးတော့မှဒီနှစ်ရသွားပြီဆိုရင်နောက်နှစ်အတွက်ကဒီလိုမျိုးမဟုတ်တဲ့ဒီ continuing scholar ဆိုပြီးတော့ဒီ scholarship အဖွဲ့အစည်းဘက်ကနေတဲ့ရဲ့ email ပို့ပေးတာမျိုးတွေပေါ့နော်အဲ့လိုမျိုးရှိနော်ဟုတ်ကျေးဇူးပါကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါဆိုတော့ကျေးဇူးပါအမကြီးဖြစ်ပြီးဒါဆိုရင်နောက်ထပ်ကိုလင်းထက်အောင်ကိုအလှည့်ပေးပါတယ်ခင်ဗျာတခြားမေးခွန်းလေးမေးပေးပါအောင်နော်ဟုတ်ကဲ့ကျွန်တော်ခုနဟာနဲ့ပဲဆိုင်တယ်ပါကျွန်တော်じゃဟို offer letter တော့ရပြီပေါ့အဲ့ဟိုကျောင်းဘက်ကနေလည်းအဲ့လိုသူက50%ပေးတယ်ပေါ့ဒါပေမဲ့အဲ့ထဲမှာတော့သူက tuition reduction ဆိုတော့じゃအဲ့ living expense လို့ပေါ့မပါဘူးပေါ့အဲ့တော့じゃကျွန်တော်အဲ့ဟိုလေ form မှာဖြည့်လိုက်တဲ့ခါကျတော့ကျွန်တော်အဲ့ living expense ကိုဒီကျောင်းဘက်ကနေသူကတွက်ပေးရရှိရပေါ့အဲ့ကျွန်တော်အဲ့တွက်ပေးရဲ့ amount ကိုပဲဖြည့်လိုက်ပြီးတော့အောက်ကဒီလေ other expense book တို့ passport တို့ဘာလို့ကြာကျွန်တော်တိုင်း0တွေထားခဲ့လိုက်တာဗျာဟုတ်အဲ့လိုလည်းအဆင်ပြေတော့ပါရဲ့နော်အဆင်ပြေတော့မယ်လို့တော့ထင်တာပဲပေါ့နော်ကိုလိုတလောက်ကိုတောင်းတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့နော်ဟုတ်ဒီစာအုပ်စာတမ်းကြီးအတွက်မလိုဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့ပြီးလို့ရှိရင်ဒီအမားတို့ကဆိုလို့ရှိရင်လည်းဒီကိုကကျောင်းဘက်ကနေပြီးတော့ scholar 4000ရထားတယ်ပေါ့နော်4000ရထားတယ်ကိုကဒီ essay ထဲမှာလည်းဒါကိုသေချာပြန်ပြီးတော့ကိုယ့်ရဲ့ financial need ကိုသေချာရှင်းပြဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့ကြလို့ရှိရင်တော့ကိုကဒီကျောင်းဘက်ကနေဘယ်လောက်ထိ reduction ရထားတယ်အဲ့ဒီပြင်မှာကိုကဘာလို့ဒီ scholarship ကိုဒါရထားပြီးသားတောင်မှဘာလို့လိုနေသေးရလဲဆိုတာမျိုးကိုကသေသေချာရှင်းပြဖို့လိုမယ်ပေါ့နော်အဓိကတော့ဒီ funding မှာကိုဘယ်လောက်ထိဖြည့်ခဲ့လဲဆိုတာကအရင်ကြီးတော့တက်ရောက်မှုရှိတယ်လို့တော့မထင်ဘူးပေါ့နော်အမားတို့ကလည်း funding မှာဖြည့်ခဲ့တာတက်ရတာတက်အဲ့လိုမျိုးဆိုတော့ကြတော့လေဟုတ်အဲ့ပြီးတော့အဲ့လောလောဆယ်နည်းနည်းအဲ့လိုလေ frustrating ဖြစ်တာအဲ့ technical error ပါအခုလောလောဆယ်အဲ့ကျွန်တော် application ကဖြည့်လက်စတယ်အဲ့လိုဖြည့်လက်စဆိုကြကျွန်တော်အရင်ဆုံးအဲ့ essay ကိုရေးပြီးသွားကြတော့ဒီမှာ copy paste ချလိုက်တာပေါ့ paste ချလိုက်တဲ့အခါကျတော့အမှဘယ်လို work count ကလေ900မကျော်ဘဲနဲ့လေ2 year work count အဲ့လို900ကျော်တယ်ဆိုပြီးတော့အဲ့လိုဖြစ်သွားပေါ့ဖြစ်သွားပြီးတော့ကျတော့ကျွန်တော်အဲ့ဟာကိုအဲ့လို copy paste တွေခဏခဏလုပ်နေအဲ့ workout ကို short ပြီးတော့လုပ်လေဒါပေမဲ့အဲ့ဟာကဘယ်လိုခေါ်ရမလဲအဲ့ previous ကိုတွားလိုက်တဲ့အခါမှာအရင်ကဟာကြီးပေါ်လာပြီးတော့
ဒီအတစ်ထဲတဲ့ဟာလည်းအဲ့လိုမျိုးနည်းနည်းဟိုဟာအဲ့လို error လိုမျိုးတက်နေအောင်ဟုတ် အဲ့ဒါကအဲ့ဒါတော့ဒီ web technical error ပေါ့ဟုတ်ကဲ့ အဲ့ဒါကအမားလေးဖြစ်ဘူးတယ်ပေါ့နော်မရှောက်တော့လည်းလို့ဖြစ်တယ်ပထမတစ်ခါ paste လုပ်တဲ့ဟာကို system နဲ့မှတ်ထားပြီးတော့နောက်တစ်ခါကိုပြန်ပြင်ပြီးတော့ပြန်ထည့်ပေးမယ်လေအဲ့ဒါပဲပေါ်နေတာမျိုးအရင်ဟာပဲပေါ်နေတာမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးတော့အမားလေးဖြစ်ဘူးတယ်ဒါပေမဲ့နောက်ဆုံးတော့ရသွားတယ်ဘယ်လိုရသွားလဲမသိတော့ဘူးဆိုတော့ဒီ web page ကိုပြန်ပြီးတော့ကြာ refresh လုပ်ကြည့်တာဟောအဆင်ပြေလားမသိဘူးအဲ့လိုမျိုးလုပ်ကြည့်တာ အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်အဲ့လို send လုပ်ကြည့်ပြီးတော့နောက်ဟုတ်ကဲ့အဲ့လိုလုပ်ကြည့်လိုက်ပါမဖြစ်သေးရောအဲ့လိုမျိုးဖြစ်လာရင်ဒီရှောက်တော့မှာပေါ့နော်ဟိုဖြစ်လိုက်ဘူးအဲ့ဒါတခုအစောကြီးအရင်တစ်ခါအစောကြီးလုပ်လိုက်လို့ထင်တယ်အဲ့လိုမျိုးတော့မဖြစ်လိုက်ပြီတော့ ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါဗျာဟုတ်ကျွန်တော်မေးချင်တာအဲ့ဒါပါပဲဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုဒီတစ်ခေါက်ကိုထွန်းကိုအလှည့်ပေးချင်ပါတယ်ခင်ဗျာထွန်းပြောပါခင်ဗျာ โอเคကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်သိချင်တာကလေဟိုဟာဒီ Prospect Farmer Scholarship လျှောက်ဖို့ရအတွက်ဆိုအသက်ကန့်သက်ချက်ရှိလားဆိုတာသိချင်တာပါဗျာဟုတ်ကဲ့မရှိဘူးပေါ့ Oh sorry ဒီအမတို့သိထားသလောက်ဆိုရင်တော့မရှိဘူးထင်တာပဲပေါ့နော်ကိုဒီကကျောင်းဘက်ကနေပြီးတော့ admission ရနိုင်တယ်ဆိုလို့ရှိရင်တော့ရှောက်လို့ရတယ်ဟုတ်ကဲ့ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါဒီတစ်ခေါက်မှာတော့ဟန်နာကိုအလှည့်ပေးပါတယ်ခင်ဗျာโอเคရှင်မင်္ဂလာပါရှင်ညီမမေးချင်တဲ့ question ကတော့နှစ်ခုပေါ့နော်ပထမတစ်ခုကကျတော့ဒီညီမတိတ်မရှင်းတာတွေကသူတို့စီမှာကျောင်းလျှောက်ပြီးမှဒီ scholarship လျှောက်ရတာမျိုးလားဒါမှမဟုတ်ဒီကျောင်းလျှောက်တဲ့ဟာကိုသူတို့ဘက်ကလက်ခံသွားတော့မှဒီ scholarship ကိုလျှောက်လို့ရတာမျိုးလားရှင်အာနှစ်ခုကွဲမဲ့ထင်တယ်နော်ဆိုတော့ဒီဟိုအမရဲ့ဒီ Wilfrid Laurier WLU Canada အတွက်ကကျတော့ဒီ Prospect Burma ကိုအရင်ရှောက်ရတယ် Prospect Burma ရပြီးမှ admission ကိုရှောက်ရတယ်ပေါ့ဒါပေမဲ့တခြားဒီတခြား program တွေကကျတော့ admission ရထားပြီးမှ Prospect Burma ကိုရှောက်ရတယ်လို့ထင်တာပဲတင်ကြည့်လို့တင်တယ်ဟုတ်တယ်ဒီဟိုဒါပေမဲ့ဒီတခြားဟာတွေမှာကြတော့လေဒီမတို့ဒီထိုင်းမှာတက်တယ်ဆိုလို့ရှိရင်လေကိုကမရသေးဘဲနဲ့ရှောက်တာမျိုးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ကိုကဒီ plus ပေါ်မှာရှောက်နေတဲ့အချိန်မှာကိုကဒီဘက်က admission letter ကမရသေးဘူးဒါပေမဲ့ကျောင်းကိုတော့ရှောက်ထားတယ်ဝင်ခွင့်တွေလည်းဖြေထားတယ်မရသေးဘူးဆိုရင်အဲ့ဒီဟိုဒီပေါ့နော် admission letter မပါဘဲနဲ့ကိုကဒီဘက်က plus ပေါ်မှာကိုရှောက်လိုက်ပေါ့နော်ဆိုတော့အဲ့လိုမျိုးနဲ့ interview အဆင့်တီကိုပါသွားပြီးတော့မှရသွားတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ကြတော့အဓိကဒီကိုကကျောင်းတော့ရှောက်ထားဖို့လိုနေဒီကျောင်းကဒီ entrance exam က entrance exam နဲ့ဒီ scholarship နဲ့တက်စီပေါ့ဆိုတော့ကြတော့ဒီဘက်မှာ entrance exam နဲ့ entrance တွေဖွင့်တဲ့အချိန်မှာကိုကရှောက်ထားပြီးလို့ရှိရင်မရသေးပေမဲ့လည်းဒီဘက်က scholarship ကိုလည်းရှောက်ပေါ့နော်ဟိုဘာလို့မရသေးတာလဲပြီးလို့ရှိရင် interview ဖြေတဲ့အချိန်မှာတော့ရတဲ့ပြီလို့တော့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုရင် principal ဘာမှရဲ့ result ကထွက်တာအရင်နောက်ကျတယ်နောက်ကျရဆိုတဲ့အခါကျတော့အမတို့ဆိုလို့ရှိရင် interview ဖြေတဲ့အချိန်မှာဒီဘက်မှာဒီ CME မှာဆိုရင်ကျောင်းတော်ပြန်စတက်နေပြီကျောင်းတော်ပြန်စတက်နေပြီဆိုတော့ကြတော့ entrance တွေလည်းအကုန်ပြီးသွားပြီပေါ့နော်ဆိုတော့ passport မှာရဲ့ဒီ process ကဒီနောက်ကျတယ်ပေါ့နော် passport မှာနောက်ကျတယ်ဆိုတဲ့အခါမှာတော်တော်များများထိုင်းရဲ့ဝင်ခွင့်တွေကတော့ထွက်ပြီးသွားပြီပေါ့နော်တကယ်လို့မှကိုက admission letter မရသေးဘူးဆိုလို့ရှိရင်လည်းရှောက်တဲ့အချိန်မှာမရသေးဘူးဆိုလို့ရှိရင်လည်းမရသေးဘူးဆိုတဲ့အကြောင်းနဲ့ရှောက်လိုက်ပေါ့နော်ရှောက်လိုက်ပြီးတော့ကြတော့မှဒီကိုက entrance ကိုလည်းကိုယ့်ဘာနဲ့ကိုတက်ဖြေပေါ့နော်အဲ့လိုမျိုးလုပ်ရတယ်ဆိုတော့ process ကတော့နှစ်ခုပေါ့နော်ကိုယ့်ဘာနဲ့ကိုကျောင်းရှောက်ပြီးလို့ရှိရင်ကိုယ့်ဘာနဲ့ကို admission letter ဝင်ခွင့်ရအောင်ယူပေါ့နော်ယူပြီးသွားလို့ရှိရင်ဒီဘက်က passport မှာလည်းတက်ရှောက်ပေါ့နော်သူတို့နှစ်ခုကတော့သက်ဆိုင်မှုတော့မရှိဘူးအေးလို့ရှိပါတယ်နောက်တစ်ခုကကျတော့ဒီ interview တော့ပေါ့နော်ဒီProspect Farmer က interview တဲ့ question တွေကသူတို့ကကြိုပေးတာမျိုးလားဒါမှမဟုတ်ဒီ interview ကြောင့်မှ randomly မေးရမျိုးလားရှင် question ကတော့ပဲ scholarship မှာလို့ကြိုပေးတာမျိုးတော့မရှိဘူးပေါ့နော်ဒီဗာမေးမယ်ဆိုပြီးတော့မပေးဘူးပေါ့နော်ဒါကိုယ့်ဘာနဲ့ကိုယ်ပဲဒီဘယ်လိုမေးခွန်းမျိုးတွေမေးရင်ဘယ်လိုဖြေရမလဲဆိုတာကိုယ့်ဘာနဲ့ကိုယ်ပဲကြိုတင်ပြီးတော့ပြင်ဆင်တာမျိုးပေါ့နော်ဆိုတော့ interview မှာပဲကိုယ်ကဗာမေးမလဲဆိုတာသိရတာပေါ့အဲ့လိုမျိုး question ကတော့ဟို scholarship interview တိုင်းလို့ကြိုပေးရဆိုတာမျိုးမရှိဘူးပေါ့နော်ဟုတ်ကဲ့ပါရှင်တေချာပြပြမရညောင်းလေးကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုရင်ကိုနေမျိုးညီအလှည့်ပါခင်ဗျာဟုတ်ကဲ့ကျေးဇူးပါဗျဟိုဟာလေကျွန်တော်မေးချင်တာလဲမေးခွန်းလေးနှစ်ခုရှိရဗျပထမတစ်ခုကတော့ကျွန်တော်ကဒီထိုင်းမှာထိုင်းကျောင်းတစ်ခုမှာ50% off scholarship နဲ့တက်နေရပါဘောအဲ့ဒါရော Prospect Burma scholarship ရှောက်လို့ရလားမသိဘူးဗျဟုတ်ကဲ့ဟုတ်
ကျွန်တော်သိထားတဲ့လောက်ဆိုရင်တော့ရှောက်လို့ရတယ်ပေါ့နော်ဆိုတော့မသိငီဆိုလို့ရှိရင်လည်းဒီကျောင်းဘက်ကနေပြီးတော့ tuition fee scholarship ရထားပြီးသားတခြားအခုထပ်ပြီးတော့ prospect ဘာမှကိုထပ်လျှောက်ထားပေါ့နော်ဆိုတော့ဟိုလိုအပ်ချက်ရှိတယ်ဆိုလို့ရှိရင်ရှောက်လို့ရပါတယ်ဟုတ်ဆိုတော့ဟုတ်ကဲ့ဗျဟုတ်ကဲ့ပါဟုတ်အရှိမပြောပြီးသားမဟုတ်လို့ကျွန်တော်ပြောလိုက်တာပါ sorry ပါဟုတ်ထပ်ပြီးတော့မိခွန်းနေရှင်းပြောလို့ရပါတယ်ဗျဟုတ်ကဲ့နောက်ဆုံးမေးခွန်းတစ်ခုကတော့ဗျကျွန်တော်တို့ဒီစုမြတ်တန်း scholarship မှာပေါ့သူက passport check number ဆိုတာအဲ့ဒါလေးတိတ်မရှင်းလို့ဗျအဲ့ဒါလေးရှင်းပြပေးလို့ရမလားမသိဘူးအဲ့ဒါကသူက instruction နဲ့လာတယ်ပေါ့နော် instruction နဲ့လာအဲ့ဒီ instruction ကိုမှလည်းကိုပြီးသွားပြီဘယ်လိုထည့်ရလဲဆိုတာပေါ့နော်ဒါပေမဲ့သူ passport check number ထည့်မယ်ဆိုလို့ရှိရင်ဘယ်လိုထည့်ရမလဲဆိုပြီးတော့ကြတော့ instruction ပါတယ်အဲ့ဒါမျိုးမပါဘူးလားမသိဘူးကျွန်တော်ရှာကြည့်ရတော့မပါဘူးဗျသူကဒီ passport issue ခဲ့တဲ့ date ရဲ့အောက်မှာသူက passport check number ရဲ့ expire date မှာ passport check number ရဲ့အဲ့လိုပဲပြထားတာဗျအမားတော့ကလည်းလို့ဖြစ်ဘူးတယ်ပေါ့နော်ဒီပထမတစ်ခါသူကဒီ passport check number ထည့်ဆိုပြီးတော့ကြတော့ဒီ document မှာအဲ့ဒါထည့်ပြီးတော့ကြတော့လက်မှတ်ထိုးခိုင်းတာပေါ့နော်အဲ့တော့က instruction မပါဘူးအဲ့တော့အမားကမဖြည့်လိုက်ပဲနဲ့အမားရဲ့နာမည်နဲ့ဒီတိုင်း passport number နဲ့ပဲတင်လိုက်တယ်ပေါ့နော်တင်လိုက်ပြီးတော့မှသူကနောက်ထပ်တစ်ခါဒီ instruction နဲ့တစ်ခါထပ်ပြီးတော့ဖြည့်ခိုင်းတယ်ပေါ့နော်ထပ်ပြီးတော့ဖြည့်ခိုင်းတော့ကြမှာအမားအဲ့ကြမှာပြန်ပြီးတော့ထည့်လိုက်တာအခုအဲ့ဒါဘယ်လိုမျိုးထည့်ခိုင်းတာလဲဆိုတော့သူ့မှာတော့သူ့ရဲ့ need တစ်ခုရှိတယ်ပေါ့နော်အမမေ့သွားတယ်ဘာလဲမသိဘူးဒီ email ထဲမှာပြန်ရှာကြည့်ရင်တော့တွေ့မယ်တင်တယ်ဒီနှစ်အတွက်ပြောင်းသွားလားတော့မသိဘူးပေါ့နော်အမားတို့ကဘယ်လိုဖြည့်ခိုင်းတာလဲဆိုတာလည်းမေ့သွားပြီတကယ်လို့မှဒီအမပြန်တော့ရှာကြည့်ပေးမယ်ပေါ့နော်ဒီအမကိုဒီ Facebook မှာပဲဖြစ်ဖြစ်လာပြီးတော့ဆက်သွယ်လိုက်ပေါ့နော်ဆက်သွယ်လိုက်ဒီမေးကြည့်ပေးတာပဲဖြစ်ဖြစ်လုပ်ပေးမယ်ပေါ့နော်ဒီအမတို့မှာကြတော့ဒီစုမြတ်တန်းတွေကကြတော့အမလည်း volunteer လုပ်နေတာဆိုတော့ကြတော့အခုထိဒီအဆက်အသွယ်ရှိသေးတဲ့အခါကျတော့မေးပေးလို့တော့ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အခုချက်ချင်းကြီးတော့ဖြေမပေးနိုင်သေးဘူးပေါ့နော်ဟုတ်ဟုတ်ကဲ့ဗျကျေးဇူးပါเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကို contact လုပ်ရမယ်social media လေးပေးထားပေးပါအောင်ဗျဟုတ်တယ် thank you sir ဆိုတဲ့နာမည်နဲ့ပဲကောင်းခါမှဒီမှာ link ပို့ပေးလိုက်မယ်เนาะဒီ chat မှာလေဟုတ်ကဲ့ကျေးဇူးပါဗျာဟုတ်ကဲ့ပါဆိုတော့ကျေးဇူးပါဆိုတော့ကျွန်တော်သိထားတဲ့လောက်ဆိုရင်တော့ဒီပထမတစ်ခုက number တွေအကုန်လုံးပေါင်းခိုင်းတာပေါ့နော်နောက်တစ်ခုကကျတော့နောက်ဆုံး number လေးလုံးပေါင်းခိုင်းတာပါအရင်တုန်းကပေါ့နော်အခုတော့ update ဖြစ်သွားပြီလားတော့မသိပါဘူးဆိုတော့ဟုတ်ကဲ့ပါဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီတစ်ခေါက်မှာကိုအောင်ခန့်ကိုကျွန်တော်လှည့်ပေးပါတယ်ကိုအောင်တက်ပိုင်ထုံးပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ Q&A session လေးကိုနားလိုက်ပါမယ်ဗျဆိုတော့ကိုအောင်ခန့်တစ်ချက်လောက် unmute လုပ်ပြောမိလို့ရပါပြီဗျဟုတ်ကဲ့ဟုတ်ကြားရတာပြီခင်ဗျဟုတ်ကဲ့ကောင်းကောင်းကြားရပါတယ်ဟုတ်ကဲ့ပါခင်ဗျကျွန်တော်ကကြတော့ master ကို apply လုပ်ချင်တာပေါ့နော်ဒီမှာမေးချင်တဲ့ဥစ္စာနှစ်ခုတော့ရှိအဲ့ဒါကြောင့် recommendation letter နဲ့ပတ်သက်တာပေါ့နော် recommendation letter ကဒါ prospect Burma scholarship မှာမဟုတ်ဘူးပေါ့နော်တခြား scholarship တွေကျွန်တော်ကကြတော့တောင်းမယ်ဆိုလို့ရှိရင်ကြတော့ထားပါတော့ scholarship တော့3-4ခုလောက်6မယ်ရွေထားလို့ရှိရင်ပေါ့နော်တောင်းတဲ့ဆရာမရှိမှကျွန်တော်ကစနာကိုအမားကရှိမှတော့ပြောလိုက်တယ်ပေါ့နော်သူ3ဆောင်ကိုမတူအောင်လို့တော့ emphasize လုပ်ပြီးတော့ရေးခိုင်းတယ်ပြောတော့တကယ်လို့3-4ဆောင်ပါပေါ့နော်4ဆောင်5ဆောင်လောက်ထိကိုက6ဖို့နာအတွက်အများကြီးစီစဉ်ထားတယ်ဆိုရင်ကြတော့recommendation letter ကိုဆရာမတွေကိုအဲ့လိုဒင်းခါခုလောက်ရေးခိုင်းတာရောစီပီနိုင်ပါမလားပေါ့နော်ဒါမှမဟုတ်လည်းတခြား alternative way အနေနဲ့ဘယ်လိုမျိုးထားပါတော့ရေးလို့ရနိုင်မလဲပေါ့နော်အဲ့ဒါခုရှိပါမယ်ပြီးနောက်တစ်ခုကရှာတော့ဟုတ်နောက်တစ်ခုကျွန်တော်ထပ်မေးလာမှန်းသူကမိကွာနှစ်ခုဆိုတော့ဒီတစ်ခုအရင်ဖြေလိုက်ကောင်းမှမသိဘူးနော်ဟုတ်ကဲ့ဗျရပါတယ်ဗျရဖြေလိုက်မယ်နော်ဆိုတော့အမကတော့ကြတော့နှမျိုးပေါ့နော်ဒီရေးပြောင်းပြီးတော့ရေးလို့အဆင်ပြေတဲ့ request လုပ်လို့အဆင်ပြေတဲ့ဆရာစီကကြတော့ request လုပ်ပြီးတော့ရေးခိုင်းတယ်နောက်တနည်းနဲ့ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်အမက draft ကိုယူထားဆရာတို့ရဲ့ဒီdocument နဲ့ပေါ့နော် document နဲ့ယူထားပြီးတော့ဒီပြင်ပေးလို့အဆင်မပြေတဲ့သူကလည်းရှိတာပေါ့နော်ဆိုတော့အလုပ်လေးချုပ်တယ်လေ3-5ခုလောက်ဆိုတော့အမဘာလုပ်လိုက်လဲဆိုလို့ရှိရင်ဒီအဲ့ဒီဟာကို document နဲ့ယူထားပြီးတော့သူတို့တော့ request လုပ်တယ်ပေါ့နော်ဒီဟာအတွက်3ခုသုံးမယ်3ခုသုံးမယ်ဒီဟာကိုပြင်ပြီးတော့ပို့လိုက်မယ်အဆင်ပြေလားသူတို့က okay အဆင်ပြေတယ်ဆိုလို့ရှိရင်ကိုယ့်ဟာကိုပြင်ပြီးပို့လိုက်တယ်ပြီးတော့အမနောက်တစ်ခုဘယ်လိုဖြစ်လဲဆိုရင်နောက်ထပ်တစ်ခု3ခုပေါ်လာတယ်ပေါ့နော်ဆိုတော့အမဘာလုပ်လဲဆိုရင်တော့ပြောရင်ကိုတကယ်တော့အမစီမှာ file မူရင်း file ရှိထားပြီးသားပို့ချင်ပို့လိုက်လို့ရတယ်ဒါပေမဲ့ဘယ်လိုပြောမလဲဝတ်တရားတာဝန်ရပါတော့ဘာလုပ်လဲဆိုလို့ရှိရင် okay နောက်ထပ်ပို့စရာတစ်ခုပေါ်လာတယ်ဒီဟာကိုထပ်သုံးချင်လို့အဆင်ပြေလားဆိုပြီးတော့တေချာလေး request လုပ်ပြီးတော့အဲ့ဒါကိုပဲအမပြင်ပြီးတော့သုံးလိုက်တယ်
ဆိုတော့အဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ကို ဟုတ်ကဲ့ recommendation letter တောင်းမဲ့သူနဲ့ဟို agreement အဆင်ပြေတယ်ဆိုလို့ရှိရင်တော့အမထင်တော့ပြန်ပြီးတော့တစ်ခုတည်းကိုဟိုပြန်ပြီးသုံးနေဆိုလို့ရှိရင်အဆင်ပြေတယ်လို့ထင်တာပဲ ဟုတ်ကဲ့အဲ့ဆိုကျွန်တော်အရင်ဆုံး main ထားတဲ့ထားပါတော့3ခုလောက် main ထားရဆိုရင်အဲ့ဒါကိုအဓိကရေးခိုင်းထားပြီးတော့နောက်ပိုင်းထပ်ပြီးတော့ထပ်လာတဲ့ဟာကြီးကျတော့ကိုယ့်အကိုဆီယမ်မတွေဘယ်လိုရမလဲသူတို့အကြောင်းကြားပြီးတော့မှကိုလူတို့ပြန်ပြင်လိုက်မယ်ပေါ့နော်အဲ့ပုံစံမျိုးလေးနဲ့ဟုတ် yes ဟုတ်ပြီးတော့နောက်တစ်ခုကကြောက်ရလေဟုတ်ပြီးလို့ရှိရင် recommendation လာတာကျွန်တော် master ဆိုရင်အများစုတော်တော်များများပေါ့နော်ဒီကျောင်းဝတစ်ခုလိုနေပြီးလို့ရှိရင်အလောက်ကလည်းတစ်ခုလိုနေပေါ့နော်အဲ့တော့ဒီမှာသိချင်တာအလောက်ကလေးထားပါတော့ကျွန်တော်ကလွန်ခဲ့တဲ့ထားပါတော့အလောက်ပြောင်းလိုက်တယ်ပေါ့နော်ပြောင်းလိုက်တယ်ဆိုလို့ရှိရင်ဒီဘက်ကပြောင်းလိုက်တဲ့အလောက်ကလည်းတိတ်မကြသေးဘူးဆိုရင်recommendation letter ကဘသူရှိကအရင်လောက်ခဲ့တဲ့ထားပါတော့ manager နေလည်းတော်တော်ခင်မင်းရင်းနေရပေါ့နော်သူရှိကလည်းတောင်းလို့ရနိုင်တယ်ဒါပေမဲ့တော့လက်ရှိအလောက်ကကြောက်လည်းပြောင်းလိုက်ပြီဆိုတော့ထားပါဒီဘက်မှာလည်း6လ9လလောက်တော့ရှိပြီးထားပါပေါ့နော်ပုံမှန်ဥပမာအနေနဲ့ဆိုရင်ဘသူရှိကတောင်းရင်ပို့ပြီးတော့အဆင်ပြေနိုင်တော့လဲပေါ့နော် thank you ဘယ်လိုထင်လဲ တင်ခေအနေနဲ့ကတော့ဒါကိုယ့်ရဲ့ application နဲ့ကိုသွားမယ့်လမ်းကြောင်းနဲ့အသက်ဆိုင်ဆုံးဖြစ်တဲ့နေရာစီကနေတောင်းလိုက်ပေါ့နော်ဆိုတော့ကိုယ့်ကိုလည်းပို့ပြီးတော့တည်တည်ချာသိတဲ့လူဒီအခုအရင်လုပ်ရအခုလုပ်ရမှာမဟုတ်ဘဲနဲ့ဒီကိုသွားချင်တဲ့ကိုဆက်ပြီးတော့လေ့လာမယ် degree နဲ့အသက်ဆိုင်ဆုံးဖြစ်တဲ့နယ်ပယ်ကနေတောင်းလိုက်ပေါ့နော်ကိုတော့ပို့ပြီးတော့ထောက်ပံ့ပေးနိုင်မယ်ကိုယ့်ရဲ့ application ကိုပို့ပြီးတော့ strong ဖြစ်စေမယ်လို့ကိုယူဆတဲ့နေရာစီကတောင်းလိုက်တာပို့ပြီးတော့ကောင်းတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျဟုတ်ပြေချပေးရတော့ဟုတ်ကျေးဇူးပါဗျဟုတ်ကဲ့ပါဆိုတော့ဒါဆိုရင်ကိုအောင်သက်ပိုင်ထွန်းကိုလည်းပေးပါတယ်ဗျ ဟုတ်ကျေးဇူးပါဟုတ်ကျွန်တော်မေးခွန်းကခုနအကိုမေးသွားရဲ့တစ်စိတ်တစ်ပိုင်းပါပါเนาะဒါပေမဲ့ထပ်မေးစရာလေးနည်းနည်းရှိလို့တကယ်လို့ကျွန်တော်အခုရှောက်လိုက်တဲ့ scholarship က recommendation letter အဆင်ပြေမသွားဘူးဆိုရင်အဲ့ recommendation letter နဲ့ပဲနောက်တစ်ခါအဲ့prospect ပါမှဆိုလဲအဲ့ဒီ recommendation letter ကိုတစ်ခါထပ်သုံးပြီးရှောက်လို့ရလားအဆင်ပြေလောက်လားပေါ့ဒီအရင်တစ်ခေါက်ကရှောက်ထားတဲ့ recommendation letter အဆင်မပြေသွားဘူးလို့ပြောလားဒါမှမဟုတ်လို့ရှိရင်ဒီ application နောက်ထပ် step တစ်ခုမရောက်သွားဘူးလို့ပြောလားHello line out ပါ Oh sorry yeah so အရင်ကျွန်တော်ပါဟုတ် oh yeah ပြောပါအခု prospect ဘာမှကိုရှောက်လိုက်တယ်ထားပါတော့ဆီယမ်နဲ့ recommendation letter နဲ့တကယ်လို့အဲ့ဒီ interview နဲ့မှအောင်မသွားဘူးဆိုရင်နောက်တစ်ခါနောက်နှစ်scholarship မှာလည်းအဲ့ဒီ recommendation letter ထပ်သုံးမယ်ဆိုရင်ရောအဆင်ပြေလောက်လားထပ်ပြီးတော့ဆီယမ်ကိုပဲထပ်ပြီးအကူအညီတောင်းအောင်မလားအဲ့လိုမျိုး Okay ဒါတော့အတိအကျအမဒါဆိုရင်တော့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီအဲ့ဒီဆရာမဒီကိုက interview စီကိုရောက်ထားပြီးသားဆိုရင်တော့ recommendation letter အလုပ်ဖြစ်တယ်လို့ထင်တာပဲဗောနော်အမဒါဆိုရင်တော့အဲ့ဒီဆရာမစီကိုပဲနောက်တစ်ခေါက်အဲ့ဒီအဟောင်းကိုပဲပြန်သုံးတာမဟုတ်ဘဲနဲ့ဘာလို့ဆိုဒီကိုကဂျာထဲမှာတစ်နှစ်လောက်ကခြားနေသေးတာဗောနော်ဆိုတော့အဲ့ဂျာထဲမှာတစ်နှစ်ကိုစီမှာအပြောင်းလဲရှိရဆိုရင်လည်းနည်းနည်းလေးထည့်ပြီးတော့ပြင်လို့ရအောင်လို့အရင်အဟောင်းလေးတော့တအားကွာရတာမဟုတ်ပါနဲ့ဆရာမစီကိုအတစ်တစ်ခု request လုပ်ဖြစ်မယ်ထင်တာပဲတင်းကြီးဆိုရင်ရောဘယ်လိုလုပ်လောက်လဲတင်ကြီးလဲဒီမှာဖြစ်ဒီပြောတယ်လို့ပဲပေါ့နော်ဒီလိုပဲဒီအရင်အဟောင်းတိုင်းပြန်သုံးတာမျိုးမဟုတ်ဘဲနဲ့အဲ့ဆရာမစီမှာသွားပြန်တောင်းတာတော့ရအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ကိုတစ်နှစ်အတွင်းမှာတစ်နှစ်ဆိုတဲ့ကာလအတွင်းမှာကိုပါတယ်ထပ်ပြီးတော့လုပ်ခဲ့လဲဘယ်လိုတိုးတက်ခဲ့လဲဆိုတာမျိုးတော့ထပ်ထည့်ပေးဖို့လိုမယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါလေးပဲနည်းနည်းပြန်ပြီးတော့ active ပြီးတော့ကြာတော့ပြန်တင်ဖို့လိုမယ်တင်တယ်ဒီလူတော့မပြောင်းလဲတောင်းတဲ့လူစီကတော့မပြောင်းလဲကိစ္စတော့မရှိဘူးတဲ့ဟုတ်ကျေးဇူးပါဟုတ်နောက်ထပ်တစ်ခုကလေtransfer လုပ်တဲ့သူတွေအတွက်လေ scholarship ကများသောအားဖြင့်ကြားရတဲ့သူတွေက scholarship မရဘူးလို့ပြောတယ်အဲ့ဒါ transfer ဆိုတာမြန်မာနိုင်ငံမှာကျောင်းတက်နေရပေါ့နော်အဲ့ထိုင်းမှာကျောင်းပြောင်းမယ်အဲ့လိုမျိုးထိုင်းမှာဒီလို second year ကျမှလာပြီးတော့တက်တာမျိုးဒီလို credit transfer ကိုပြောတာအဲ့ဒါ credit transfer ဥပမာထိုင်းမှာဆို KMUTT မှာဆိုtransport ပြောင်းလို့ခွင့်ပြုထားရပေါ့နော်အဲ့လိုမျိုးကျတော့ scholarship ချောက်လို့ရလားသူ scholarship တတ်မှတ်မထားတဲ့ major คุณปัด
ဘာပြောလိုက်တာလဲမသိဘူးနောက်ဆုံးပြောလိုက်တာမကြားလိုက်လို့ဘာပြောလိုက်တာလဲမသိဘူးဒီသတ်မှတ်ထားတဲ့ major တက်မှတ်ဘာဖြစ်တာ မထားတဲ့မိသားဥမာသူက postback Burma က AKMUDT မှာ software ဆိုရင်ကျွန်တော်က civil major ကို specialize လုပ်ပြီးတော့ transfer လုပ်ရှင်နေဆိုရင်ရော scholarship လျှောက်လို့ရလား အမသိထားတဲ့လောက်ကတော့ဒီ prospect ဘာမှကဘယ် major ကိုလေ့လာမှဆိုပြီးတော့ကန့်သက်ထားမျိုးတော့မရှိဘူးပေါ့နော်ဒီဘယ် major မဆိုကိုကလေ့လာလို့ရတယ်ပေါ့နော်ဆိုတော့ကြတော့ပြီးလို့ရှိရင်နောက်တစ်ခုကဒီ credit transfer မလို့ရှောက်လို့မရဘူးဆိုတာမျိုးလည်းမရှိဘူးပေါ့နော်ဘယ် scholarship ပဲဖြစ်ဖြစ်ကိုကရှောက်ကြည့်လိုက်ပေါ့နော် scholarship ဆိုတာကကိုယ်ပေးမယ်မပေးဘူးဘယ်သူမလို့ပေးမယ်ဘယ်သူမလို့မပေးဘူးဆိုပြီးတော့အဲ့လိုတိကျကျသတ်မှတ်ထားမျိုးတော့မရှိဘူးပေါ့နော်ဒီ prospect ဘာမှဆိုရင်ဒီတခြားscholarship တွေလို့တော့မဟုတ်ဘူးပေါ့နော်ဒီလိုလေ့လာရတဲ့ major တွေလည်းသိပြီးတော့ကန့်သက်ထားမျိုးမရှိဘူးအကြောင်းလည်းကန့်သက်ထားမျိုးမရှိဘူးဆိုတော့ကြတော့အဓိကတော့အရေးကြီးဆုံးကကိုကရှောက်ကြည့်လိုက်ပေါ့နော်ရတယ်မရဘူးဆိုတာကတော့ဒါသူတို့ဆုံးဖြတ်ရမယ်အပိုင်းဖြစ်သွားပြီဆိုတော့ကိုကအကောင်းဆုံးစူးစမ်းပြီးတော့ရှောက်ကြည့်လိုက်ပေါ့နော်ဟုတ် ဟုတ်မှာကျေးဇူးပါ ဟုတ်ကဲ့ပါဒါဆိုရင်နောက်ဆုံးလက်ထောင်ထားတဲ့တရားရှိပါတယ်သူကတော့ at ဆိုတဲ့နာမည်နဲ့ပေါ့နော်ဟုတ်တစ်ချက်လောက်မေးပြပါအောင်ပြီးရင်တော့ကျွန်တော်တို့ရက်လိုက်ပါမယ်ဗျဟုတ်ကဲ့ခင်ဗျာဟုတ်ကျေးဇူးပါဗျကျွန်တော်ကိုပလူတိုလည်းဓာတ်ရိုက်တော့စာပို့ထားသေးတယ်ဗျဘာလို့ဆိုကျွန်တော်မေးချင်တဲ့မေးခွန်းကနည်းနည်းတို့ပြည့်ရရှာလွယ်များဖြစ်မလားလို့လေအဲ့ဒါကြောင့်ပါကျွန်တော်မေးချင်တာလေးကကြီး Armstrong background ကလာတဲ့သူအနေနဲ့ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြံပြုချက်လေးတစ်ခုကိုကျွန်တော်တောင်းချင်တာပါဗျဆိုတော့မေးလို့တင်လားမသိဘူးဗျအဲ့ဒါလေးဟုတ်I'm sorry မေခွန်းက orange ဟုတ်ကျွန်တော်မေးလို့အရင်တင်မတင်တဲ့အရင်မေးလိုက်တာခင်ဗျာမေးလို့တင်တယ်ဆိုရင်ကျွန်တော်ဆက်မေးလိုက်ပါမယ်ဟုတ်မေးလို့ရမယ်မေးလိုက်မယ်နော်ဟုတ်ကဲ့ဟိုဆိုတော့ဒီနေ့တကူတကအချိန်လာပေးပြီးတော့အတွေ့အကြုံတွေ suggestion တွေအကုန်လုံး share သွားပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။မတို့ညောက်ကိုတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်။ပြီးတော့မေးခွန်းတွေမေးပေးကြတဲ့ participant တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တေချာတစ်ခုကတော့ဒီနေ့ session ကတခြားဘယ်နေရာမှာရှာလို့မရတဲ့အတွေ့အကြုံတွေကိုကောင်းကောင်းလေးနားထောင်လိုက်ရတယ်။နောက်တချို့မှားတတ်တယ်ဝင်တာတယောက်အနေနဲ့လုပ်ခဲ့တဲ့ဘာတွေတတိထားတဲ့နေဆိုတဲ့ suggestion တွေကိုလည်းကြားခဲ့ရမယ်လို့ထင်ပါတယ်။ဆိုတော့ဒါကြောင့်မလို့အများကြီးလည်းအကျိုးရှိပါတယ်ဆိုတော့ဒီနေ့ session ကတော့ဒီလောက်ပါပဲအဆုံးထိ join ပေးရဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် webinar ကိုတော့2026မှာထပ်ပြီးတော့လုပ်ဖို့ရှိပါမယ်ဆိုတော့အဲ့ဒါရဲ့လည်းမတို့ကိုထပ်ပြီးတော့အခုတည်းကကြိုပြီးတော့ book လုပ်ထားချင်တာပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်မတို့ခင်ဗျကျေးဇူးများတင်ပါတယ်ဟုတ်ပါဟုတ်ကဲ့ပါဒီ recording လေးကအဓိပတိရဲ့ YouTube channel မှာတင်ပေးမှာပါဗျဆိုတော့ YouTube channel မှာသွားကြည့်လို့လည်းရပါတယ် Thank you bye everybody ဟုတ်ကဲ့ Good ပါ luck ဆိုတော့အမတို့အားလုံးပဲကျေးဇူးတင်ပါတယ်တတာပါဟုတ်ပါကျေးဇူးပါ